ယနေ့သာသနာတော်နှစ်2559ခုနှစ်ကောဇာတက္ကရာ1385ခုဒေါ်သလင်းလဇန်10ရက်ခရစ်နှစ်2013ခုနှစ်6လပိုင်း14ရက်နေ့ညကျေးဇူးတော်ရှင်ဧကမဟာပန္တိတမိုးကုတ်ဆရာတော်ဘုရားကြီးဤတရားဌာနမန္တလေးတိုင်းညောင်ဦးမြို့ရွှေစည်းကုံမြတ်စွာဘုရားဇေပွဲတော်ဝင်းအတွင်းရှိဓမ္မပူဇနိယနေရာဌာန၌ညောင်ဦးမြို့နယ်ဂောဇကံအတွင်းတရင်သုံးနေထိုင်တော်မူကြကုန်သောဘုရားမှုရှိသောသံဃာတော်အရှင်သူမြတ်အပေါင်းတို့အားဥထိပ်ပန်ဆင်လျက်မြို့မိမြို့ဖလူကြီးမင်းများအားအမှုထား၍ဓမ္မဒါနကုသိုလ်ရှင်များဖြစ်ကြသောထမင်းရှင်အပေါင်းအားဥထိပ်ထားလျက်ဥအောင်မြင်တော်မြတ်ထွေးမောင်အောင်မြင်ရွန်းတယ်မိသားစုမြင့်ကဘာရက်နှင့်ကိုရဲစိုးလင်းမတ်တန်တန်ထေးတာကီနွယ်အိမ်ဆောက်ပစ္စည်းနှင့်လေအိတ်ကားပစ္စည်းရောင်းဝယ်ရေးမိသားစုတို့နှင့်တကွတရားနာပိသပေါင်းသူတော်ကောင်းတို့မှစုပေါင်းလှူဒန်းပြုလုပ်အပ်သောဓမ္မပူဇနိယကာလအခါသမယ၌တရားတော်နာကြွရောက်တော်မူလာကြကုန်သောယောဂီသူတော်စင်များအားလုံးစိတ်ဤချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းပြည့်စုံစွာနှင့်ဦးဇင်းတို့ဟောပြောပြသမဲ့သစ္စာတရားများကိုနားလည်နာနိုင်ကြပါစေ
နာရဲအတိုင်းလဲသိကြပါစီသိတဲ့အတိုင်းလဲဒီဘဝဒီခန္ဓာမစွန့်ကြခင်ကိုယ်ဒုက္ခကိုလက်စသိမ့်အောင်ကျင့်ကြံကြိုးကုပ်ပွားများအားထုတ်နိုင်ကြပါစီလို့ရှေးဥစွာမေတ္တာပို့သပေးလိုက်ပါတယ်နော်သစ္စာတရားတော်တို့ကိုဟောကြားရာ၌သစ္စာလေးပါးမြတ်တရားတော်တို့ကိုဆရာမကူတယံဘူဉဏ်တော်မြတ်ဖြင့်ကိုယ်တော်တိုင်အကျွင့်မဲ့ထိုးတွင်သိမြင်အောင်မြင်တော်မူပြီးတတ္တဝဝိနည်းယအပေါင်းတို့အားသစ္စာရည်အေးအမြိုက်ဆေးတော်တို့ကိုတိုက်ကြွတော်မူပေထသောမဟာကရုဏာတော်ရှင်ဗုဒ္ဓံမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဤဂုဏ်တော်ကျေးဇူးတော်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကောင်းစွာဟောကြားဆုံးမတော်မူခဲ့၍ဆုံးမတော်မူသည့်အတိုင်းလိုက်နာကျင့်ဆောင်သောပုဂ္ဂိုလ်အပေါင်းတို့အားကျင့်ဆောင်သူတို့အလျောက်အခါမလင့်သောအကျိုးကျေးဇူးအထူးတို့ကိုပေးစေတတ်သောဓမ္မံတရားတော်မြတ်တို့ဤဂုဏ်တော်ကျေးဇူးတော်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဤအဆုံးအမဓမ္မဒေသနာတော်တို့အားယနေ့နှစ်ပေါင်း2558ခုနှစ်တိုင်တိုင်အတွန်းရှိတည်တံ့ခိုင်မြဲအောင်အစဉ်အဆက်ထိမ့်သိမ့်စောင့်ရှောက်တော်မူလာကြကုန်သောသံဃံသံဃာတော်မြတ်အပေါင်းတို့ဤဂုဏ်တော်ကျေးဇူးတော်နှင့်တကွာဦးဇင်းအားဤသစ္စာလေးပါးမြတ်တရားတော်တို့ကိုယ်တိုင်လည်းနာကြားသိရှိနိုင်အောင်ယောဂီပေါင်းသူတော်ကောင်းတို့အားလည်းယခုကဲ့သို့တဖန်ပြန်လဲဟောပြောညွှန်ကြားပြသနိုင်အောင်နိဗ္ဗေလမ်းပြသွန်သင်ဆုံးမပေးတော်မူခဲ့ကြသောဘဝတစ်ပါးသို့ကွယ်လွန်အနိစ္စရောက်သွားကြပြီဖြစ်သောမွေးသဖခင်ကျေးဇူးရှင်နှင့်မွေးသမိခင်ကျေးဇူးရှင်ကြီးတို့၏ဂုဏ်ကျေးဇူးဆရာသခင်ဖြစ်တော်မူသောကျေးဇူးတော်အရှင်ဧကမဟာပန္တိတမိုးကုတ်ဆရာတော်ဘုရားကြီးဤသီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တို့အားပူဇော်သောအဖြင့်၎င်းကျေးဇူးဆက်သောအဖြင့်၎င်းဦးဇင်းမျက်မှောက်သို့ယနေ့တရားနာကြွရောက်လာကြသောတန်တရာဤဆွေတော်မျိုးတော်တို့အပေါင်းတို့အားကျေးဇူးဆက်သောအနေနဲ့ဟောကြားသွားမယ်ဓမ္မဒေသနာယဓမ္မပူဇနိယဓမ္မဒါနကောင်းမှုနိဗ္ဗာန်စုနတ်လူသာဓုခေါ်စေတော်အားလုံးသောသူတော်ကောင်းအပေါင်းတို့လည်းမိမိတို့ရဲ့မမိတ်မလျော့မပေါ့ဆသောတတိမလျှော့သောဇွဲလုံးလဝရိယကိုလက်ကင်ထားပြီးတော့ဒီဘဝဒီခန္ဓာမစွန့်ခင်ဒီသာသနာနဲ့ကြုံတွေ့ကြိုက်မှာသာသနာနဲ့တွေ့ကြိုးနှက်အောင်ကြိုးစားကြပါလို့လေးစားစွာနဲ့တိုက်တွန်းပါတယ်နော်အလုံးဒီပကံကြောင့်ဥဒေသဟာမြန်မာနိုင်ငံအတွက်အလွန်အရေးပါတဲ့ဒေသတစ်ခုဖြစ်ပါတယ်။ဘာကြောင့်လဲဟောဒီမြန်မာနိုင်ငံကြီးနိုင်ငံတဝန်းလုံးကိုအလွန်အဖို့တန်တဲ့တတ္တဝါတွေအတွက်အလွန်အကျိုးများတဲ့သာသနာတော်ကြီးဗုဒ္ဓသာသနာတော်ကြီးစတင်ထွန်းကားအောင်ဆောင်ရွက်ခဲ့တဲ့ဒေသဟာဒီဒေသစောစောလေးရပဲတငယ်ချင်းတွေနဲ့စကားပြောပြအရင်တစ်ပတ်ကဦးဇင်းဒီမှာရောက်လာပါလေလာပြီးတော့ဘုရားဖူးရင်းပေါ့လေအနာယူရင်လာပြီးတော့ပြန်သွားအချိန်အားရရင်ဦးဇင်းကပကံညာဥဒေသမှာလာနားလေးရှိတယ်လို့ဆိုတော့ဘ
တကယ်ကြီးနေရပါပြောလို့ဆိုဒါတော့ပူတဲ့အရက်ကြီးဘာမှပြန်မပြောလိုက်ဘူးအစဉ်ပြုံးတန်ဖိုးသိမှဂျေဇုသိမှအရာရာကိုဦးစင်းကဂျေဇုတရားတွေနဲ့နှိုင်းရှင်ပြီးတော့အလုပ်လုပ်ပါတယ်ဗကံကြောင့်ဒေသကိုဦးစင်းသိချစ်တယ်ဒီရာဇဝုတော့မကြိုက်ပါဘူးဦးဇင်းတို့တောင်ပေါ်မှာမွေးခဲ့တဲ့ပုဂ္ဂိုလ်တွေမိုးကုတ်မှာဆိုတာဘယ်လဲရမေတာပြန်ထက်ပေ3800 4000မှာရှိတဲ့အရက်အလွန်အေးချမ်းတဲ့အရက်မှာမွေးလာတဲ့ပုဂ္ဂိုလ်ဒီပူတဲ့ဒေသဘယ်နေနိုင်မလဲမကြိုက်ဘူးဒါပေမဲ့မြတ်နိုးတာကမြတ်နိုးအပ်တဲ့အရက်မို့လို့ဒီရောက်ရင်ရှင်အရဟံယုတ်ထုတော်ကြီးဟိုငှက်ပြစ်တောင်ကယုတ်ထုတော်ရဲ့နောက်ဟိုတရွင်းတောင်ပေါ်ကရှင်အရဟံသရင်သုံးတော်မူခဲ့တဲ့နေရာရဲ့အရောက်အောင်သွားလေးရှိတယ်ပူဇော်လေးရှိတယ်အမှတ်ရလေးရှိတယ်အဲ့တော့ဦးဇင်းကဒီဒေသပြောချင်တာသာသနာတော်မြန်မာနိုင်ငံရဲ့သာသနာနဲ့ပကံဒေသခွဲလို့ရလားမရနောက်တစ်ခုစောစောကလမ်းမှာတရားပွဲလာရင်းနဲ့ရဲစိုးလင်းတို့နဲ့ပြောပြတယ်ပကံညာဦးသားတွေကရန်ကုန်သွားပြီးတော့လူလေလုံနေကြတာများပါတယ်ကွာငါငယ်ငယ်ကရန်ကုန်မှာရှောက်လေတဲ့အခါကားဘောချော်တွေကြီးလိုက်တယ်လေပကံညာဦးကြောက်ပရောင်းသားတွေပဲကားမောင်းတဲ့လူတွေကြီးတော့လေပကံညာဦးကြောက်ပရောင်းသားတွေပဲဒါပေမဲ့တွေ့ရအရက်မှာညောင်ဦးသားတွေကိုဦးစင်းတွေ့ခဲ့တဲ့လောက်ကတော့ညောင်ဦးရောက်လို့ပြောတဲ့စကားမဟုတ်တော်တော်များများသောတွေ့ဘူးတဲ့ညောင်ဦးသားတွေဟာရိုးသားကြတယ်ဖြောင့်မှတ်ကြတယ်အဲ့ဒါဘာလဲနော်ဒီသာသနာထွန်းကားခဲ့တဲ့အရက်ဒီဒေသရဲ့ရိုးသားခြင်းဖြောင့်မှတ်ခြင်းဂုဏ်တွေပေါ်မနေဘူးလားဒေသအလိုက်ဒါမှမဟုတ်ဒီပုဂ္ဂိုလ်ဘယ်ဇာတိလဲဘယ်မှာမွေးဖွားတာလဲဘယ်ကြောင်းတက်ခဲ့တာလဲသိအရေးကြီးတာနော်ကောင်းပြီအဲ့တော့ဦးဇင်းပြောချင်တာတခုဒီဗုဒ္ဓသာသနာတော်မြန်မာနိုင်ငံကိုစတင်ရောက်ရှိလာတာကတော့သမိုင်းနေရတထုံနဲ့ဟိုးရခိုင်ဘက်ဟောဒါကစောပါတယ်ရခိုင်နဲ့တထုံဘသူပိုစောသလဲဆိုတာတော့ဘယ်သူတေတီမအတီးပြုတ်မပေးနိုင်သေးဘူးဒါပေမဲ့ဦးဇင်းတို့ကပထဝီရ၎င်းသမိုင်းရ၎င်းပြောရရင်မရှိမနှောင်းမဲလို့ဆိုရဘယ်လိုရောက်သလဲမေးရင်ပထဝီအနေထားရမြန်မာနိုင်ငံကိုရောက်လာတဲ့ထေရဝါဒသာသနာတော်ဟာအိန္ဒိယကလာတာမဟုတ်တာတော့သိကြတယ်ဘယ်ကရောက်ခဲ့သလဲလို့ဆိုရင်သီဟိုကနေလာသီဟိုဟာဘယ်အရက်မှာရှိသလဲမြန်မာနိုင်ငံရဲ့ဟိုးအနောက်တောင်အိန္ဒိယသမုဒ္ဒရာထဲမှာရှိတယ်ဒီတော့အနောက်တောင်မုတ်တုံလီနဲ့သီဟိုကနေဒီဘက်ကိုရွတ်တိုက်လာရင်မြန်မာနိုင်ငံရခိုင်ဒေသနဲ့သထုံဒေသကတစ်ချိန်ကပင်လယ်ကမ်းစပ်ဒီတော့ပင်လယ်ရေချောင်းသွားလာရင်းနဲ့ကုန်ကူးသွားရင်းမှာသူတို့ကကူးလူဆက်ဆံမှုရှိတဲ့အတွက်သူတို့အရင်ဆုံးသာသနာရောက်ခဲ့တယ်ရောက်ခဲ့ပြီးတော့မှဟောဒီပကံဒေသကအမျှော်မြင်ရှိတဲ့မင်းကောင်းမင်းမြတ်တပါးလို့ဆိုရမယ်မြန်မာနိုင်ငံရဲ့ကျေးဇူးရှင်ကြီးဖြစ်တဲ့အနော်ရထမင်းကြီးနန်းတက်တဲ့အခါအနော်ရထသည်မြန်မာနိုင်ငံရဲ့ဘာကြောင့်ကျေးဇူးရှင်ဖြစ်ရသလဲအနော်ရထနန်းတက်ပြီးတော့သူရှာတယ်တဲ့ဘာရှာသလဲဆိုတော့ကိုးကွယ်စရာရှာဘာရှာလဲမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကလည်းသနာထာဘိက္ခဝေဝိဟရထမာအနာထာနာထာဆိုတာကိုးကွယ်စရာအားထားစရာခြေသားတို့တဲ့သနာထာကိုးကွယ်စရာအားထားစရာရှိပြီးမှနေကြစမ်းပါကွာ
မာအနာကိုးကွယ်เสียအားထားเสียမဲ့ပြီးတော့နေကြကုန်သည်မာအဟုဝတ္ထမဖြစ်ကြပါစေလင့်ဒါဘုရားပြောတဲ့စကားအဲ့တော့တတ္တဝါတိုင်းမှာကိုးကွယ်เสียရှိသင့်မရှိသင့်အားထားเสียရောအပိုင်းနှစ်ပိုင်းကိုးကွယ်เสียကတစ်ပိုင်းတေချာနားထောင်နော်ကိုးကွယ်เสียဘာတွေကိုဘလို့စံတတ်မှတ်ပြီးတော့တို့ကိုးကွယ်เสียရှာမလဲဘယ်လိုအရာတွေကိုကိုးကွယ်မှာလဲသိဖို့လိုအပ်မလို့အနောယထာအဲ့ဒီစံနဲ့ရှာတာကိုးကွယ်เสียဆိုတာကိုယ့်အတွက်မိခိုးเสียကိုယ့်အတွက်ကိုယ့်ထက်သာတဲ့ပုဂ္ဂိုလ်ကိုယ့်ထက်သာတာဆိုတာစီးပွားသာတာရှာမလားအာနာသာတာရှာမလားဂုဏ်သာတာရှာမလားဘယ်အရာသာတာရှာမလဲအဲ့ဒီကိုယ့်ထက်ထူးချွန်တဲ့ကိုယ့်ထက်သာတဲ့အရေးချင်းရှိတဲ့ပုဂ္ဂိုလ်တွေအရာဝတ္ထုတွေဒါတွေကိုကိုးကွယ်ရဟုတ်ကဲ့လားအားထားတယ်ဆိုတာကလောကရန်တွေကြုံကြိုက်လာတဲ့အခါဘာကိုအားထားကြမလဲအခုပကံရေကြီးနေညောင်ဦးဘာအားထားမလဲရှားတော့မှာပေါ့နော်အဲ့တော့နီးစနစ်တကျကိုးကွယ်เสียအားထားเสียရှာခဲ့ကြသလားလုပ်ခဲ့ကြသလားဆိုတာဦးဇင်းတို့ဒီနေ့တဖြည်းဖြည်းတရားနာရင်းနဲ့သုံးသပ်ကြတာပေါ့နော်မြန်မာနိုင်ငံကြီးအကြောင်းကိုတော့တိတ်မပြောသေးဘူးထားလိုက်အောင်တကယ်တော့စစ်မှန်မြန်မာလူမျိုးတွေဟာအရေးချင်းရှိခဲ့ကြရင်ဒီနေ့အမတန်ကျေးဇူးများတဲ့ဒီဒေသမြို့လေကောင်ကိုမြည်ရည်ကြီးတိုင်းနှစ်တိုင်းရေဝင်တဲ့ပြဿနာမရှိသင့်တော့ဘူးဟုတ်တယ်နော်ထားလိုက်တော့မပြောဘူးဆိုတော့ပြောမိသွားတယ်နော်နိုင်ရှင်ပြမှမြင်သာတာကိုဗျထားလိုက်အခုကိုးကွယ်เสียအားထားเสียကိုးကွယ်တယ်ဆိုတာကိုယ့်အတွက်ကိုယ့်အပေါ်မှာလဲကျေးဇူးရှိရမယ်ကိုယ့်ထက်လဲသာရဟုတ်ကဲ့လားအဲ့တော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုယ်တိုင်ဘောဓိပင်နဲ့ရွှေပလင်ပေါ်မှာဖျားဖြစ်တော့သူဒီတိုင်းနေခဲ့ကြသလားကိုးကွယ်เสียရှာခဲ့သလားဒါဥစဉ်ကလမ်းကြောင်းပေးတာလူအများကြီးမို့လို့နော်တင်တန်းပေါ့တီးတန့်တင်တန်းပေးနေတဲ့ဥစဉ်ကခန့်သွင်းပေးနေတဲ့နေရာမှာဆိုရင်တော့ဥစဉ်ဒီလိုမမေးဘူးဒါအခုကပိဋကအများလူဒန်းစားပေါင်းစုံဉာဏ်ရည်ပေါင်းစုံနော်အဆင့်တန်းပေါင်းစုံတရားလာနာတာမဟုတ်လို့ဥစဉ်ကရှေ့ကလမ်းကြောင်းပေးလိုက်ဟုတ်ပါဗျာဟုတ်ပါလားဟိအဲ့တော့ကိုယ့်ထက်သာတဲ့အရာရှာရမယ်ဆိုတော့ကိုယ့်ထက်သာတာဘယ်လိုစံတတ်မှတ်ပြီးရှာမလဲမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကငါသုံးလောကထွတ်သားဖျားဖြစ်ပြီးလောကမှာသူ့ထက်ကြီးကျယ်မြင့်မြတ်သူရှိသလားမရှိတာတော့ဖျားအလောင်းတော်မွေးကလေးကရင်မေတော်မာယာဝမ်းကြတိုက်ကနေပြီးတော့မြတ်စွာဘုရားကိုဖွားတယ်ဆိုတာဖျားအလောင်းတိုင်းမတ်တရမွေးတာမိခင်ကမတ်တရပြီးမွေးရတယ်ဒါမှဗြဟ္မာရိယတဆင်ကနတ်တရားတဆင်ကဒီလိုအဆင့်ဆင့်ဆိုတော့မတ်တရဖွာလာတဲ့ဖျားအလောင်းမြေပြင်နဲ့ခြေပွားနဲ့ထိလိုက်တာနဲ့ခြေလန်း9လန်းလှမ်းပြီးတော့လက်ညှိုးထောင်ပြီးတော့အဂောဟမသမိလောကသဟောဒီလောကကြီးထဲမှာငါသာလျင်အကြီးကျယ်ဆုံးဟုတ်ကဲ့လားငါသာလျင်အမြင့်မြတ်ဆုံးလို့မွေးကလေးကမကြွေးကြော်ခဲ့ဘူးလားကြွေးကြော်ခဲ့သည့်အလျောက်ဘောဓိပင်နဲ့ရွှေပလင်ပေါ်မှာဖျားဖြစ်ကိုရောက်တော့သူကိုယ်သူအကြီးကျယ်ဆုံးအမြင့်မြတ်ဆုံးပုဂ္ဂိုလ်လို့သူကိုယ်တိုင်မသိဘူးလားကိုယ်တိုင်မသိဘူးလားလို့မေးတာကအရာရာမှာကိုယ်တိုင်သိဖို့လိုတယ်ရှင်းလားဖျားကသူဖျားဖြစ်ပြီးလို့သူကိုယ်တိုင်သိတယ်ရမ်းမဖြစ်နဲ့နော်တရားကိုပုံပုံလေးခေါ်နေတာမဟုတ်ဘူးဦးဇင်းသူတော်ကောင်းတို့ကိုကျေးဇူးဆက်ရှင်လို့
ပေးတာတရားကိုဦးအောင်မြင့်တို့အများအားကြိုးစားနေတာပါကိုရဲစိုးလင်းတို့ရဲစိုးလင်းဆိုတာတော့ဦးဇင်းကသူ့ရိုးသားမှုကိုချစ်လွန်းလို့ရောက်တိုင်းစနေတာသူ့ကိုငေါက်ထုတ်ငန်းထုတ်ဆဲထုတ်ကျဲသလိုလို့ပေးနေတာပဲဘုန်းကြီးညောင်ဦးတရားဝဲပေးပါမပေးဘူးကွာပြန်ဆိုလဲပြန်သွားတာပဲတော်ချစ်ဖို့ကောင်းပါတယ်ရဲစိုးလင်းအဲ့ဒါဦးဇင်းကကဲဒါဖြင့်မင်းလုံမယ်ဆိုလုံကွာတို့မိုးတွင်းလုံအောင်မိုးတွင်းဆိုတာကအညာမှာတော့မိုးနေတယ်မိုးနေတော့တို့တရားပွဲတွေလုံလို့ရတယ်ဒီဝါတွင်း3လဦးဇင်းကတရားဟောခြင်းလွန်းလို့ကိုဘယ်မှမသွားတာဘာလို့ဦးကယူရိုကိုသွားတယ်အခုဒီအချိန်ကအမေရိကန်ဂျပန်ကိုရီးယားပင့်ထားတဲ့အချိန်ဟိုမှာစီစဉ်အကုန်ဆွဲပြီးဖြတ်ပလိုက်ဒီနေ့တရားဟောခြင်းလို့ဟောခွင့်လေးရတော့ပေါ့မနစ်ကတော့ဟောခွင့်မရတော့အပြင်လျှောက်သွားနေရနေနေတန်ပေးခံထားအဲ့တော့ဦးဇင်းကဒီဒေသမှာဟောတော့မယ်ဆိုရင်ဦးဇင်းအထူးဂရုစိုက်ဒီဒေသမှာနေတဲ့လူတွေကိုပေါ့ပေါ့ဆဆမနေစေချင်ဘူးဟုတ်ပြီနော်ဒီနေရာကအမြင့်ပဲအဲ့တော့အမတန်ကျေးဇူးများတဲ့နေရာမှာနေတဲ့ပုဂ္ဂိုလ်တွေနော်တန်ဖိုးရှိအောင်နေတတ်မှာအဲ့ဒီတော့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးဘောဓိပင်နဲ့ရွှေပလင်ပေါ်မှာဖျားဖြစ်တဲ့ညဥ်ယံမှာပုပ္ပေတိဝါသညာညလေယံမှာတကောင်ယံချိန်မှာဒိဗ္ဗစက္ခုညံမနဲ့မိုးတော့မှာအာသဝခေယညံလိုက်မပြောနိုင်ကြဘူးနော်ပုဒီအာညံ3ညံရပြီးတော့ဖျားဖြစ်ကြောင်းသူကိုယ်သူဖျားဖြစ်တာသူကိုယ်တိုင်မသိဘူးလားသိတယ်သိပြီးတဲ့အချိန်ကျမှငါတော့ဖျားဖြစ်ပြီလောက3ပါးမှာငါထက်ကြီးကျယ်မြင့်မြတ်သူမရှိတော့ဒီလိုသိထားပြီးတဲ့နောက်မှာကိုငါဖျားဖြစ်တာတော့ဟုတ်ပြီဒါပေမဲ့ငါမှကိုးကွယ်စရာမရှိဘဲနေလို့မတော်ဘူးတဲ့ဟုတ်ပြီနော်ငါမှကိုးကွယ်စရာလည်းရှိတဲ့နဲ့အားထားစရာလည်းရှိတဲ့ဆိုပြီးတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကကိုးကွယ်ရာရှာတယ်ဘာရှာတယ်အဲ့တော့သူကိုးကွယ်ရာကိုဘယ်စံနေနဲ့သတ်မှတ်ပြီးရှာတယ်လဲဆိုရင်ဦးဇင်းကပဲပြောပါမယ်နော်ဘာလို့ဆိုခင်ဗျားတို့မေးလဲအိုးပြောဂျိုးပြောရှောက်ပြောနေကြမှာဟုတ်နော်တကယ်တော့ဗုဒ္ဓဘာသာဝင်တိုင်းဟာဒီအမေခွန်မျိုးကိုတရေနိုးထမျိုးကလေးကစဖြေနိုင်ရမယ်အိုဖွားအိုဆိုတာရှိစီတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးသည်သူ့အတွက်ကိုးကွယ်ရာကိုဘယ်စံတွေတတ်မှတ်ပြီးရှာတယ်လဲသူ့ထက်ဘာတွေတာတဲ့လူကိုရှာတယ်လဲတိတိလဘာလဲလောကမှာစည်းစိမ်ဥစ္စာယရနာရွှေငွေကကိုယ့်ထက်စည်းစိမ်ဥစ္စာပိုကျွယ်ဝတဲ့လူဟာကိုးကွယ်ရလားထိုက်တန်သလောက်တော့ကိုးကွယ်လို့ရတာပေါ့အစဉ်ပြေရင်ပတ်စံချီးလို့ရမယ်အရင်ဒီလေးပါလေးတောင်းလို့ရမယ်ဟုတ်လားဒါပေမဲ့မှန်ကန်သောကိုးကွယ်ရဟုတ်ရလားကိုယ့်ထက်ယာရူးကြီးရင်တော့အစဉ်မပြေဘူးလားပြေးတာပေါ့အရာရှိနေများပေါင်းမိရင်တော်တော်အစဉ်ပြေသွားကြတာလေအများကြီးပဲဟုတ်ကလားဒါပေမဲ့အဲ့ဒါကိုးကွယ်ရအမှန်လားကြည်ကြည်ဖြေကြည့်စမ်းကိုးကွယ်ရအမှန်လားယာရူးကြီးတဲ့လူကကိုးကွယ်စရာလားအေးမဟုတ်မှမင်းတို့ဗုဒ္ဓဘာသာဟုတ်ရင်ဗုဒ္ဓဘာသာမဟုတ်ဘူးဟုတ်လားအရာရှိတရဏံဂစ္ဆာမိတို့နော်ဂဟပတိတရဏံဂဟပတိဆိုတာသကြွယ်တရဏံဂစ္ဆာမိတို့ကိုကြီးကျော်တရဏံဂစ္ဆာမိရောဒီနေ့ပခမ်းဘက်ကလှည့်လာတော့နည်းနည်းသတိရသွားတယ်ဒရိုင်ဘာမေးတယ်ဒရိုင်ဘာကပခုတ်ကူသားဆိုတော့မောင်းလာတယ်ဟဲ့ကောင်ကိုကြီးကျော်ပွဲဘယ်မှာလှုပ်ဘုန်းကြီးကဒီနားလှုပ်တာလေငါမကြုံဘူးကွာလို့တို့ဂိုင်းဆိုတော့သိကျင်တာပေါ့ဟုတ်ပြီနော်အဲ့တော့တရဏဆိုတာကိုးကွယ်စရာဆိုတာကိုးကွယ်စရာကိုဘယ်အရာတွေနဲ့စံသတ်မှတ်ပြီးရှာမလဲဆိုတော့မြတ်စွာဘုရားရှာခဲ့တာတော့သီလသမာဓိပညာပြန်ပြောဒါဖြင့်လောကမှာဥစ္စာဒနဟာအနှစ်သာရလားယာရုဂုံသိမ်ဟာအနှစ်သာရလား
ရှင်ဘီရင်ကြီးဖြစ်သမရာကြီးဖြစ်ကိုးကွယ်စရာလားတကယ်ကိုးကွယ်စရာကိုယ်အတွက်တကယ်တန်ဖိုးထားရမယ့်အရာတွေဟာအဲ့ဒီသီလသမာဓိပညာဆိုတဲ့တရား၃ပါးကိုစံထားပြီးတော့သူ့ထက်သီလသာတဲ့လူကိုရှာတယ်အထက်ဘဝအောက်ဝီစီမြတ်စွာဘုရားဉာဏ်တော်နဲ့ရှာကြည့်လိုက်တယ်ရှိလားဟုတ်ကဲ့သီလသာတဲ့လူနတ်မြမာမရှိဘူးဒါဖြင့်တမာရိသာတဲ့လူရှာတော့ဟုတ်ပြီပညာသာတဲ့လူရှာတော့သူတွေ့သလားမတွေ့ဆိုရှိရောရှိနိုင်သလားရှိဖို့ကိုသင့်သလားမြတ်စွာဘုရားဖျားရယ်လို့ဖြစ်သွားတာကိုကဘာကြောင့်ဖြစ်သွားလဲဒါပဲဒီတရား၃ပါးကြောင့်ဖျားဖြစ်သွားတာတေချာမနော်ဖျားဘာကြောင့်ဖျားဖြစ်တယ်အဓိသီလအဓိစိတ်တအဓိပညာဆိုတဲ့တရား၃ပါးသူ့တန်တန်မှာကိန်းသွားလို့သူဘာဖြစ်သွားဘုရားဖြစ်သွားတဲ့ကြောင့်လောကရဲ့တန်ဖိုးလောကရဲ့အနှစ်သာရလောကရဲ့အလှပဖြစ်တဲ့သီလသမာဓိပညာတရား၃ပါးကိုစံထားပြီးတော့ကိုးကွယ်ရာရှာတယ်တွေ့သလားမတွေ့တော့ဘုရားဘာကိုကိုးကွယ်တရားကိုကိုးကွယ်တယ်လို့အားလုံးမကြားဘူးလားဘာကိုကိုးကွယ်တာတရားဆိုတာလောကနိယာမတရားကောင်းတာလုပ်ရင်ကောင်းကြိုးပေးမယ်လို့ဖြေကောင်းတာဖြစ်မယ်လို့မဖြေနဲ့ကောင်းတာဖြစ်မယ်ဆိုရင်မင်းတို့မှာချွင်းချက်တွေကြံနေပြီးတော့အယူလွဲတွေဖြစ်တတ်လို့ပြောတာကောင်းတာဖြစ်မယ်ဆိုတာချက်ချင်းဖြစ်ချင်မှဖြစ်ချင်လဲဖြစ်မှာပေါ့ကံကြိုးပေးဆိုတာဒိဋ္ဌဓမ္မအခုလဲပေးနိုင်တယ်နောင်မှဖြစ်ချင်လဲသိကြပြီနော်ဘုရားဘာသာတွေသိချာသိအောင်လုပ်ပါကံအကျိုးကိုနားမလဲရင်လမ်းမှန်ပေါ်ကိုမရောက်ကောင်းပြီဒီတော့အလုံးဖြည့်ကြတဲ့ကသိချာဖြည့်ကောင်းတာလုပ်ရင်ဒီမှာသင်ရတာကမူကြိုဆရာကမှတိတိကျကျသင်မထားခဲ့ရင်ကလေးတွေဟာမူကြိုကသင်တာပဲတတ်တာကျန်တာတတ်တာမဟုတ်ဘူးရှင်းလားမူကြိုဆရာမကောင်းခဲ့ရင်ဒီကလေးတွေအဲ့ဒါပဲမှတ်တာအဲ့တော့ဦးဇင်းကဘယ်တော့မှမင်းတို့ရောင်ဝါမသိဘူးကြိုက်တယ်လူစောရကလာတက်လက်ငါပြောထားတဲ့တရားကိုရှင်းတယ်နော်ကောင်းတာလုပ်ရင်သိချမှတ်ထားမကောင်းတာလုပ်ရင်ဘယ်ချိန်ပေးလို့အကြောင်းညီညွတ်တဲ့ချိန်သိချတင်ထားတာသာဓုလှုပ်ဆမ်းမှာဘယ်ချိန်ပေးလို့ညီညွတ်တဲ့ချိန်မှပေးမှာဒီမှာဒေသနာကြီးရှိတယ်ကောင်းတာလုပ်တယ်ဆိုတာအတိတ်ကကာယကံဝစီကံမနောကံကာယသင်္ခါရဝစီသင်္ခါရမလုပ်ဘူးလားလုပ်တဲ့ကံတွေကဒီဘဝမှာအကျိုးပေးတဲ့အခါကျတော့ယခုပြစ္ဆုတ်ပံမှာလုပ်နေတဲ့ကမ္မဘဝကာယကံဝစီကံမနောကံစေတနာဘောမိပြီးတော့မှပေးတဲ့အခါပေးတယ်ပေးနိုင်တဲ့အခါပေးတယ်မပေးသင့်တဲ့အခါဒီနေ့ငရဲအိုးဇောက်ထိုးချက်ချင်းမြေမျိုးလောက်တဲ့အာဟုသူတွေလုံနေတဲ့ကောင်တွေဒီနေ့အထိရှင်လက်ရှိနေသေးတယ်အဲ့တော့မကောင်းတာလုပ်တာမကောင်းကျိုးမပေးဘူးလို့ပြောလို့သူတို့မပေးတော့ဘူးလားဘယ်ချိန်ပေးမှာခင်ဗျားတို့ကညီညွတ်အောင်လိုက်ဆူတောင်းပေးရမှာလားခင်ဗျားတို့ဆူတောင်းပေးလို့သူတို့စီရောက်သွားမှာလားမရောက်ဘူးဒီနေ့ကောင်းတာလုပ်နေပေမဲ့ကောင်းချိုးမရသေးတဲ့ပုံကိုယ်တွေရောရှိမရှိဒီနေ့တရားတာမှန်တာလူလောကအတွက်အကျိုးရှိတာလုပ်တဲ့လူတွေကြတော့ဝိုင်းအပြစ်တင်နေကြတယ်ရှုံချနေကြတယ်ပုတ်ခတ်နေကြတယ်လောကကြီးပြောင်းပြန်ကိုတို့ဘဝတွေကိုတတ်ဖြတ်ပြီးတော့မှဘဝပြတ်အောင်လှုပ်ထားတဲ့လူတွေကြတော့ဖူးမုတ်ပူဇော်နေကြတယ်ကဲတင်နေတဲ့လူကြတော့တခါတည်းလိုက်ပြစ်အပြစ်တင်နေကြတယ်လောကကြီးကအဲ့တော့ကောင်းတာလုပ်နေပေမဲ့ကောင်းကျိုးဘာလို့မပေးသေးတာအချိန်မတန်သေးဘူးရှင်းသလားမကောင်းတာလုပ်နေပေမဲ့လည်းမကောင်းကျိုးကရချင်မှရအောင်မှဒါပေမဲ့မရတော့ဘူးလား
ဒါကြောင့်ကောင်းတာလုပ်ရင်သေချာမှန်တော့သူမင်္ဂလာရောင်ဝါးသင်ထားတာမဟုတ်ဘူးခင်ဗျားတို့ကောင်းတာလုပ်ရင်မကောင်းတာလုပ်ရင်ဘယ်ချိန်ပေးမှာအကြောင်းညီညွတ်တဲ့ချိန်ဒါသူ့အကျိုးပေးနဲ့သူတစ်ပါးကိုမကောင်းကျိုးပေးပါစေလို့ခင်ဗျားတို့ဝိုင်းဆုတောင်းပေးလို့လဲသူတစ်ပါးကိုကောင်းကျိုးပေးပါစေလို့ဝိုင်းဆုတောင်းနေလို့လဲမရပါဘူးတတိတံပါကံစနေတိတူသောအကျိုးပေးမယ် this is called Dhamma ပဲအဲ့ဒါတရားပဲတရားဆိုတာတစ်လုံးနဲ့ပြောရင်တူသောအကျိုးပေးတယ်ဒါပဲငါမှာကိုးကွယ်စရာရှိတယ်ဆိုပြီးတော့ဖယားဘာကိုကိုးကွယ်လိုက်ဘုရားရှင်ကိုရောမြတ်ကြီးဘာကိုကိုးကွယ်လဲကျင်တယ်နော်အဲ့တော့ဒီတရားတော်ဒီသူ့အတွက်ကျေးဇူးရှိမရှိကျေးဇူးရှိလို့ကိုးကွယ်တယ်တရားတော်ဒီသူ့အတွက်တန်ဖိုးရှိမရှိတန်ဖိုးရှိလို့ကျင်တယ်နော်ဒီတရားတော်ဒီသူ့အတွက်ချမ်းသာပေးနိုင်မပေးနိုင်ချမ်းသာပေးလို့ကောင်းပြီဖယားတော့ဘာကိုကိုးကွယ်ခုခမရတို့ကဘာကိုးကွယ်ကိုဦးဇင်းတို့သူတော်ကောင်းတို့အတွက်ကိုးကွယ်စရာရှိမရှိဘာလေးလဲညောင်ဦးကျုပ်ကတော်တော်အထင်ကြီးတာဗကံညောင်ဦးသားတွေဆိုတော့ကျုပ်ကအရင်ကတည်းကလေးစားပြီးသားခုကြည့်ရတော့တဲမဟုတ်ပါဘူးလောကမှာဖယားထက်ကြီးကျယ်မြင့်မြတ်တာမရှိတာမရှိတယ်ပန်းကုန်းတွေစွတ်ထားကြတာဖယားပန်းကုန်းစွတ်ရဲတာဘယ်သူလဲတော့ကျုပ်လည်းမသိခုနကပန်းတယ်ကြီးတစ်ပါးတွေ့လို့ကြည့်ပခုံးပေါ်ပန်းနေတယ်တော်သေးတာဖယားမို့လို့သူ့ထက်ကြီးကျယ်တာမရှိလို့နှုတ်မဝင်ကြီးကျယ်တာများရှိရင်ခေါင်းပေါ်များတက်ထားအောင်မလားမသိဟုတ်ပြီနော်ဖယားထက်ကြီးကျယ်မြင့်မြတ်တာတရားတော်ထက်တန်ဖိုးရှိတာ哦တန်ခါထက်ကျေးဇူးများတာ哦သေချာမနော်အဲ့တော့တို့အတွက်ကိုးကွယ်စရာယရနာဘယ်နှပါပါလိလဲနည်းနည်းနာဘူးတဲ့လူတွေရိပ်မိလာပြီနော်ကျူရှင်မတက်ရသေးတဲ့လူတွေကမသိဘူးခုထိဒီလောက်ကြီးကျယ်မြင့်မြတ်တဲ့ကျေးဇူးကြီးတဲ့အရာတွေကိုတောင်းမှခမရတို့ပေါ့ပေါ့ဆဆသဘောထားနေကြတဲ့အတွက်ဒီနေ့မင်းတို့ပကံမွဲနေတာပဲညောင်ဦးမွဲနေတာပဲဗမာပြည်မွဲနေတာပဲဟုတ်ပလားတကယ်တော့ဖြည့်သင့်တာကဒီလိုကိုးကွယ်စရာဘာတွေလဲလို့မေးရင်ဖယားယရနာတရားယရနာတန်ခါယရနာပါဖယားလက်ဆယ်ပြထိတ်မှမူးပြီးတော့အနုအညွတ်ဖြေရမှာအလေးအမြတ်ပြုတ်ပြီးဖြေရမှာကျဲတို့ကျုပ်တို့ရဲ့စိတ်ထဲမှာထာဝရလေးစားနေရမယ့်အရာတွေရှင်းတော့အဲ့တော့နိုင်ငံသားကပဲမေးနိုင်ငံသားရောက်လို့ပဲပြောဘယ်သူကပဲလာမေးကိုသားသမီးကမေးသားသမီးကမေးသမီးတို့သားတို့အတွက်ကိုးကွယ်စရာဘာလဲဟင်လို့မေးခဲ့ရင်သားရေဖယားယရနာတရားယရနာတန်ခါယရနာပါကွယ်လို့တခါတည်းကိုယ်တိုင်လက်အောင်ချီပြီးအနုအညွတ်အယိုအသေးပြုတ်ပြီးတော့ဖြေမှခုခင်ဗျားတို့နှလုံးသားထဲမှာတန်ဖိုးထားတဲ့လောက်တန်ဖိုးမထားတတ်ကြသေးဘူးဆိုတဲ့အဖြေဒီနေ့ထွက်ရှင်းလားဘယ်တော့မှပေါ့တန်မထားလိုက်ပါနဲ့ဦးဇင်းတို့တော်ကောင်းတို့အတွက်ဖယားထက်ကိုးကွယ်ထိုက်တဲ့ပုဂ္ဂိုလ်
ကိုယ်ွယ်ထိုက်တဲ့အရာမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးသည်ဦးဇင်းတို့သူတော်ကောင်းတို့အတွက်တန်ဖိုးရှိမရှိကျေးဇူးရှိမရှိအကျိုးပြုမပြုချမ်းသာပေးမပေးမြတ်စွာဘုရားသည်တို့ဦးဇင်းတို့သူတော်ကောင်းတို့ချမ်းသာဆောင်းနိုင်မဆောင်းနိုင်ယုံသလားယုံသလားယုံရင်မြတ်စွာဘုရားထက်လေးစားထိုက်တဲ့ပုဂ္ဂိုလ်မရှိတဲ့အတွက်မချသောလက်အုပ်ဖြင့်မချသောလက်အုပ်ဖြင့်ထာဝရပူဇော်နိုင်အောင်ကြိုးစားကြတရားတော်ထက်တန်ဖိုးရှိတာရောတရားဆိုတာသစ္စာ၄ပါးမြတ်တရားသီလတရားသမာဓိတရားပညာတရားဒါတရားတွေနော်တရားဆိုရင်သီလသမာဓိပညာပါမပါနေတယ်တူသောအကျိုးပေးမယ်တူသောအကျိုးပေးမယ်လို့သိရတဲ့အတွက်ခင်ဗျားတို့ကောင်းတာလို့ရင်ကောင်းကျိုးလိုချင်တဲ့ပုဂ္ဂိုလ်ကဘာလို့မကောင်းကျိုးလိုချင်တဲ့လူကဒါတော့မကောင်းကျိုးလိုချင်တဲ့လူရှိသလားမကောင်းကျိုးမလိုချင်ရင်မကောင်းတာမလုပ်မိအောင်အဲ့ဒါတရားတတ္တိတရားယတနာသာပေါ်ထွန်းမလာရင်ကောင်းမှုမကောင်းမှုခင်ဗျားတို့သိမလားမသိရင်ခင်ဗျားတို့ဘဝကိုခင်ဗျားတို့ရွေးချယ်ပိုင်ခွင့်ရှင်းလားအခုတရားတော်ပေါ်ပေါက်လာတဲ့အတွက်အခုခင်ဗျားတို့မှာကိုးကွယ်စရာတရားယတနာရှိမရှိရှိရင်ကိုယ်ဘဝကိုရွေးချယ်ပိုင်ခွင့်ခုခင်ဗျားတို့မှာနိဗ္ဗာန်လိုချင်လားလိုချင်လို့ခင်ဗျားတို့နိဗ္ဗာန်ရနိုင်တဲ့အကြောင်းပါလားဟမ်နိဗ္ဗာန်ရနိုင်ခင်ဗျားတို့မှာနိဗ္ဗာန်ရပိုင်ခွင့်ရှိလားရဲရဲတင်းတင်းဖြေလေရောင်ွားတွေမလုပ်နဲ့ဗုဒ္ဓတရားတော်နဲ့မတွေ့ဖရာတရားသံဃာနဲ့မတွေ့သေးတဲ့လူတွေတော့နိဗ္ဗာန်နဲ့အဝေးကြီးပဲကိုသူတော်ကောင်းတို့မှာဖရာနဲ့တွေ့မတွေ့တွေ့တယ်ဆိုတာဖရာရှင်ရဲ့အဆုံးအမတွေနဲ့တွေ့နေတယ်တရားနဲ့ရောအခုကောင်းတာလုပ်ရင်ကောင်းကျိုးပေးမယ်ဆိုတာယုံသလားမကောင်းတာလုပ်ရင်မကောင်းကျိုးပေးမယ်ဆိုတာယုံသလားယုံမှတရားနဲ့တွေ့တာမယုံမတွေ့ဘူးရှင်းတယ်နော်တန်ခါနဲ့ရောခြေနဲ့သလားဒါပေမဲ့ခမည်းတော်ထက်နိဗ္ဗာန်နဲ့ထိုက်တန်တဲ့လူဒါပေမဲ့သူတော်ကောင်းတို့အားလုံးမှာနိဗ္ဗာန်ရပိုင်ခွင့်ဓာတ်တူအခွင့်ရေးပဲဘယ်သူမှမရနိုင်ဘူးလို့မရှိဘူးသို့တော့ဘယ်လိုလူမှရနိဗ္ဗာန်ရောက်အောင်အားထုတ်တဲ့လူမှအားထုတ်ရင်လူတိုင်းမှာရပိုင်ခွင့်အဲ့ဒါတရားဦးဇင်းတို့သူတော်ကောင်းတို့ကိုးကွယ်နေတဲ့တရားဘက်လိုက်ခြင်းကိုလို့သလောက်ရမှာရှင်းရလားဒါဖြင့်သူတော်ကောင်းတို့ဦးဇင်းတို့မှာကိုးကွယ်စရာယရနာဘယ်နှပါပြောကြည့်စမ်းပါလေအဲ့ဒါလိုလက်အုပ်ကလေးချီပြီးအနုညွတ်ဖြေတဲ့လူကဗုဒ္ဓဘာသာဖြစ်တော့မယ်လက်အုပ်ကိုမချီနိုင်သေးတဲ့လူကတော့ဗုဒ္ဓဘာသာမဖြစ်သေးဘူးမဖြစ်နိုင်သေးဘူးရှင်းလားလက်အုပ်ချီဖို့များရှက်နေလားပြင်းနေလားလက်အုပ်ချီထိုက်တယ်လို့ထင်လားအဲ့ဒါသိရေးကြည့်တယ်ပကံတရားစမှရမှာညောင်ဦးကစမှရမှာပကံနဲ့ညောင်ဦးတူတူပေါ့ကွာနော်အဲ့တော့အားလုံးကိုးကွယ်တယ်ဆိုတာဖျားဟာဦးဇင်းတို့သူတော်ကောင်းတို့ထက်မြင့်မြတ်တယ်စင်ကြယ်တယ်ဟမ်တတ္တဝါအားလုံးထက်သီလသာမသာသမာဓိသာမသာပညာသာမသာဒါဖြင့်အားလုံးထက်တန်ဖိုးရှိမရှိတန်ဖိုးရှိလို့ကိုးကွယ်ခြင်းကထိုက်မထိုက်ဓမ္မထသံဃာယရနာဆိုတာဒီနေ့သံဃာနဲ့နေတို့လူတွေနဲ့တူလားဘာမတူတာတို့သီလသမာဓိပညာယဟန်ကယဟန်သီလမရှိဘဲနဲ့ယဟန်လို့ခေါ်လို့
မရဘူးဒီအတွက်သီလလူသီလထက်ယဟန်သီလကသာနေတဲ့လူသမာဓိထက်ယဟန်သမာဓိကသာနေတဲ့လူပညာထက်ဒါအရိယာနွယ်ဝင်နေဘာလဲဦးဇင်းတို့ကတော့ကြော့တိုင်းဘယ်သံဃာကြော့အရိယာနွယ်ဝင်အရှင်မြတ်ကြီးအားကြော့ပါ၏ရှင်းလားအဲ့တော့လူတွေထက်သီလသမာဓိပညာတာမသာဒါဖြင့်ကိုးကွယ်ခြင်းကထိုက်မထိုက်အဲ့တော့ကိုးကွယ်တိုက်တဲ့ယရဏ3ပါးတော့သိပြီနော်အဲ့တော့အားလုံးမှာကိုးကွယ်စရာရှိမရှိကိုးကွယ်စရာရှိသူနဲ့ကိုးကွယ်စရာမရှိသူအဆင့်တန်းခြင်းတူသင့်မတူသင့်သင့်မသင့်မမေးတာနော်အဆင့်တန်းခြင်းတူသင့်မတူသင့်ဟုတ်ပြီအကျိုးပေးခြင်းကိုအခြေအနေခြင်းကိုစိတ်ဓာတ်ခွန်အားခြင်းမတူသင့်ပါဘူးဖယားဒီလိုဖြေမတူပါဘူးလို့မဖြေနဲ့အောင်ဘာလို့လဲဆိုတော့မင်းတို့ကဖယားတရားတန်ခါကိုးကွယ်စရာရှိတယ်ဒါပေမဲ့မင်းတို့ပတ်ဝန်းကျင်နဲ့မင်းတို့တိုင်းပြည်ကြီးတော့စုပ်ပြတ်သနေတာဟိုမှာဖယားမှန်တရားမှန်မသိတဲ့အရာတွေကဟိုမှာတန့်ရှင်းပြီးလှပပြီးတော့တတ်ရဒီမှာဒီနေ့ဒီလမ်းနဲ့တူအောင်မဖောက်တတ်သေးဘူးဒီနေ့နာမည်ကြီးလို့ပကုတ်ကူတရားကြီးကဖြတ်လာစုပ်ပြတ်နေတာပဲငါမြင်ဘူးတဲ့တရားထဲမှာတော့အစုပ်ပြတ်ဆုံးတရားပဲအဲ့ဒါဒီပုဂ္ဂိုလ်တွေမှာကိုယ်ွယ်စရာရှိတယ်လို့ပြောလို့ရေချီတိုင်းရေဝင်လာတာဒီနေ့ဒီမတားနိုင်သေးဘူးဘုရားချိုးဘုရားချာမှာချွတ်အိတ်တပုံကြီးပဲတရားဟောတဲ့လူတော်လွတ်လပ်ဟောခွင့်မရဘယ်မလို့နေတော့ကိုယ်ွယ်ရသဘောပါလားစိတ်ဓာတ်ခွန်အားတွေမြင့်မားရမယ်အမြင့်ကျယ်ရမယ်သဘောထားကြီးရမယ်အမြင့်ကျယ်တယ်ဆိုတာကတိုးတက်အောင်ဘယ်လိုလုပ်မလဲလုံခြုံအောင်ပထမလုံခြုံအောင်ဘယ်လိုလုပ်မလဲငါတို့လူမျိုးငါတို့နိုင်ငံငါတို့ရွာငါတို့ရက်လုံခြုံအောင်ဘေးကင်းအောင်ဘယ်လိုလုပ်မလဲဘယ်လိုတတ်ရအောင်လုပ်မလဲဘယ်လိုလှပအောင်လုပ်မလဲဒီနေ့စေတီတွေကြားထဲမှာစေတီတွေဆိုတာဒါဖယားအမှတ်နဲ့တည်ထားတာရောက်ရမှာဒါဖယားရှိနေတယ်လို့အာယုံပြုတ်ပြီးတော့စီးနဲ့ကန့်နဲ့စနစ်တကျနဲ့နေဖို့သင့်မသင့်ဒါပေမဲ့ဖယားဘူးလာလိုက်ရင်ကျွတ်အိတ်ရှောင်နေရတာလည်းသဘောပါလားဒါကြောင့်ခုနသင့်မသင့်ဆိုတဲ့မေးခွန်းကအလကားမေးနေတာမဟုတ်ဘူးစင်ကျင်ဖို့ရှင်းလားတကယ်တော့ပကံညောင်ဦးဒေသမှာ tourist တွေပစ္စည်းပြောက်တယ်ဆိုတာမရှိအောင်တဲခိုကန်းဘယုတ်ဒုက္ခမရှိအောင်အရင်တစ်ပတ်ကဦးဇင်းတို့လာတယ်ကြာနာဦးဇင်းကပကံညောင်ဦးဒေသကိုဟိုငယ်စဉ်ကလေးဘဝကလေးကရောက်ဖူးတယ်ဖျားဘောင်းစုံဖူးတယ်တက်ဖူးတယ်အဲ့တုန်းကတော့လွတ်လပ်တက်လို့ရပကံရောက်တိုင်းစိတ်ထဲမှာကြည်နူးတယ်အဲ့တော့အရင်တစ်ပတ်ကလာတော့ဦးဇင်းကမြန်မာနိုင်ငံနာမည်ကြီးတဲ့ guide ကလေးတယောက်ကိုခေါ်လိုက်မင်း tourist တွေကိုပြောတဲ့အတိုင်းငါတို့ကိုစနစ်တကျ like ပို့ပြီးတော့ရှင်းပြစမ်းကွာနားထောင်ခြင်းနဲ့ဆိုတော့ဟိုတယ်ကိုတည်းကတခါကြီးတို့ဦးအောင်မြင့်တို့ကတပြည့်တို့စီစဉ်လိုက်ရမလားဖျားတယ်ဟိတ်ကလေးဘယ်လိုလဲလို့ဆိုတော့နေဦးဖျားတဲ့သွားမလုံးနဲ့တဲ့ပကံညောင်ဒေသဟိုတယ်တဲ့ဘယ်ဟိုတယ်မှစီကံမရှိဘူးဟာမင်းအဲ့လိုမပြောနဲ့လေဟာ
ဟာဘုန်းကြီးဟုတ်ပြောတာတယ်တပည့်တော်စီစဉ်မဲတဲ့အေးစီစဉ်အဲဆိုအဲ့ဒီ guide ကလေးမှ guide ချောချောလေးနော်သူကပကံရောက်တော့ tourist တွေကိုထားပြီးရေချိုးမလို့ဆိုအခန်းထဲဝင်သွားတယ်သူသိလို့တဲ့ရေချိုးကန်အပေါက်တွေကြည့်လိုက်တယ်မျက်နှာကျက်မဲ့အပေါက်တွေ့တော့သူကတပတ်နဲ့အုပ်ထားတယ်အုပ်ပြီးတော့အပြင်မှာ tourist တွေနေရာသွားချပြန်လာရေချိုးမဲ့လို့တော့တပတ်ကပြုတ်ကြတော့မော့ကြည့်လိုက်တော့အပေါ်မှာမျက်လုံးတစ်လုံးတော့တွေ့အဲ့ဒါပကံအဲ့ဒါညောင်ဦးဖြစ်တယ်လားတော်ရုပ်ဆိုးတာဦးဇင်းတို့အီတလီရောက်တယ်ပြင်သစ်ရောက်တယ်ရောက်တော့ guide တွေကဘာပြောလဲ tourist guide တွေကအဲ့တော့ tourist အနေနဲ့သွားလဲတာပေါ့ကွာမြန်မာပြည်က tourist ပေါ့ဒါငယ်လေးကတည်းကဦးဇင်းရီမှန်းချက်သူများတိုက်ပြည်မှာငါငွေအတွက်ကျွန်းသွားမခံအလဲပဲသွားမယ် tourist နော်ဖုံဘယ်ကလာလဲဆိုငါမြန်မာပြည်ကလာတယ်ဘာလာလို့တော့လဲ I am a tourist မြန်မာလဲနိုင်လားဟဲ့မကဘာတောင်ခြေပလိုက်လို့ရသေးတယ်ငါလာမပြောနဲ့လို့သိခါကြတော့မခံဒါပေမဲ့ဒီရောက်မှသာချောင်းကြည့်အဲ့တော့ဟိုရောက်တော့ပြောတယ်ရှင်ဖျားတို့ကိုယ့်အိတ်ကလေးကိုသတိထားကြပါဗျာဘာဖြစ်လို့ခပိုက်နိုင်ပေါ်တယ် for example ပကံလို့ပေါ်တယ်သိလိုက်စမ်းကွာသိလိုက်စမ်းဟမ်ဖြစ်တယ်လားရှိတယ်လားအဲ့ဒါကိုးကွယ်စရာရှိလို့လားမရှိလို့လားအဲ့ဒါကိုးကွယ်စရာမရှိသူတွေရဲ့အလုပ်ကိုးကွယ်စရာရှိသူမှန်ရင်ကျင်းလားသဘောပေါက်သလားဒီနေ့လုံးခြုံချမ်းသာမနေနိုင်ကြသေးတာဒီနေ့ဗမာပြည်မှာလမ်းနဲ့တူတဲ့လမ်းကိုမရှိသေးဘူးကိုဒီမှာပြောတယ်ဘယ်လမ်းသွားမလဲဆိုညောင်မေဝန်းဆုံးဝင်စားတော့ဘယ်သွားမလို့ဘုန်းကြီးတဲ့ညောင်ဦးမှာတရားပွဲရှိတယ်ကွာဘယ်လမ်းကြွမှာတော့နဲ့အာဒီပခုတ်ကူလမ်းကြွမှာဟာရှင်မြတ်လမ်းကောင်းတော့ခဏပဲဟုတ်တယ်လမ်းတော်တော်ကောင်းပါတယ်လှေစီးတယ်လို့လဲစီးရတယ်နော်လှဲစီးတယ်လို့လဲစီးရတယ်နော်ကားကဒီလိုသကောတဲ့ထဲ့လိမ့်တယ်လို့ပဲအော်သူများနိုင်ငံမှာလမ်းပြက်အဆင့်တောင်မရှိဘူးဟိုမှာသူများနိုင်ငံလမ်းချမ်းကားမောင်းပြိုင်ပွဲဦးဇင်းတို့သွားကြည့်ဘူးတယ်ဗမာပြည်ကလမ်းတက်ချောတယ်ဒီလမ်းမျိုးလောက်တော့သူမင်္ဂလာတော့မောင်းပြလိုက်ခြင်းသေးတယ်ရှင်းတယ်နော်အော်ဒုဗမာတွေများတနာလိုက်တာကြိုက်မရှိကျင်းမရှိရင်ကိုလမ်းကောင်းပြီဆိုပြီးသူတို့အပျော်ကြီးပျော်နေတာတကယ်တော့လမ်းကိုမဟုတ်တဲ့လမ်းတရားမဟုတ်တဲ့တရားပေါ်ကဖြတ်လာခဲ့ရတရားပေါ်ကိုလမ်းဒီလိုဖြစ်အဲ့တော့အဲ့မှာဓာတ်ပုံချိတ်ထားတဲ့ဒီလမ်းတာဝန်ခံကဘသူအင်ဂျင်နီယာမှုကြီးကဘသူရဲ့ညွှန်ကြားမှုနဲ့ဆောက်ပါတယ်ဆိုဓာတ်ပုံတွေမှာချိတ်ထားတဲ့ပြီးတော့မှနွားကြောင်သားတွေကိုလောက်လေးစမ်းခိုင်းရမယ်ရှင်းတယ်နော်အဲ့တော့ဒါကိုးကွယ်စရာရှိတဲ့အမှတ်သားလားမရှိတဲ့အမှတ်သားလားကိုးကွယ်စရာရှိသူမှန်ရင်ဒီလိုဖြစ်တဲ့မဖြစ်တဲ့ဂျင်းသလားဒီနေ့ပြောချင်တာဒါတော်ကောင်းတို့ဦးဇင်းတို့မှာကိုးကွယ်စရာအမှန်ရှိဖို့လိုအပ်မလိုအပ်အဲ့တော့ဒီနေ့နှလုံးသားထဲကနေပြောကြည့်စမ်းပါဦးဇင်းတို့တော်ကောင်းတို့အတွက်ကိုးကွယ်စရာဘာတွေလဲအားလုံးချိပြီလားအားလုံးလက်ဦးချိပြီလားအရေးကြီးတယ်နော်ကိုယ်မူရာနှုတ်မူရာစိတ်မူရာအစညွတ်နူငါတို့တွေလောက်ရက်တွေမမှန်ရင်ဒီဖရာတရားတန်ခါကိုပူဇော်ရာကြမလားစော်ကားရာကြဖရာကိုကိုးကွယ်တဲ့အရာကသခိုးတွေတဲ့ဟမ်ဖရာကိုကိုးကွယ်တဲ့အရာကကိုချင်းတရားမကောင်းဘူးတဲ့ဆိုတော့ဘုရားတရားသံဃာယတနာ၃ပါးကိုစော်ကားသလိုရှင်းသလားကျန်တဲ့အသေးစိတ်ခင်ဗျားတို့သိပြီးသားမပြောတော့ဘူးနော်နားထောင်ခြင်းအကြောင်းမှလားပြောပြမယ်စနစ်တကျဘယ်နေရာတွေအသုံးမကျဘူးဘာတွေဖြစ်နေသလဲအကုန်သိတယ်ရှင်းလား
အဲ့တော့ကိုးကွယ်စရာအမှန်နှလုံးသားထဲမှာရှိသည်မရှိသည်သာသနာဆိုတာဘာလဲသာသနာဆိုတာဘာလဲမြတ်စွာဘုရားရဲ့အဆုံးအမပြန်ပြောသာသနာဆိုတာဘာလဲမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့အဆုံးအမအဲ့ဒီအဆုံးအမသာသနာဘယ်မှာတည်လဲဒီချပြောဟိုင်းနာကွက်ကွက်ကလေးရတော့ခုနောက်ဆုံးပေါ်တရားတွေသူတို့နာထားတယ်ဒါပေမဲ့ကြာနာမနာသာသနာတည်ဖို့အတွက်သာသနာမကွယ်အောင်ဆိုပြီးအိန္ဒိယမှာဖျားပွင့်တယ်နှစ်900သာသနာကွယ်သွားတယ်တီဟိုရောက်တီဟိုမှာနှစ်900သာသနာထွန်းကားပြီးတဲ့နောက်မြန်မာနိုင်ငံရောက်လာတယ်လို့ဆိုတယ်ဆိုတာပါအဲ့တော့အဲ့ဒီသမိုင်းအတိုင်းပြန်ထောက်ကြည့်ရင်မြန်မာနိုင်ငံကိုသာသနာရောက်တာနှစ်ပေါင်း1500ကျော်ပြီလို့ပြောလို့ရတယ်သို့တော့အမျိုးမျိုးသောညှင်းခုန်ချက်တွေနဲ့သမိုင်းသူတည်တည်တို့ရဲ့သက်သေတွေပြန်ထောက်ကြည့်ရင်ဖျားပွင့်ပြီးမကြာခင်ပဲမြန်မာပြည်ကိုသာသနာရောက်တယ်လို့လဲဆိုသူကဆိုတယ်ဘယ်ဆိုကိုမှမှန်တယ်မှားတယ်လို့မပြောချင်ပေမဲ့အလုံးသိထားမှာသာသနာတော်ဒီမြတ်စွာဘုရားပွင့်ပြီးတဲ့နောက်မြန်မာပြည်ကိုရောက်ခဲ့တာနှစ်ပေါင်း2000ကျော်ပြီလို့ဆိုကြပါစို့ဟုတ်ပြီနော်နှစ်ပေါင်း2000ကျော်ဒီမှာသာသနာရောက်လာခဲ့တဲ့ထဲမှာတော်ကောင်းတို့ဦးဇင်းတို့တွေတကယ့်သာသနာကိုထဲထဲဝင်ကိုးကွယ်မိကြပြီလားစိတ်ကပ်မိကြပြီလားသာသနာတည်ခြင်းပြည့်ခြင်းဟာဘယ်ပေါ်မှာမူတည်သလဲလို့လက်ဆင့်ကမ်းသင်ကြားပေးမှုအားနည်းခဲ့တဲ့အတွက်ဒီနေ့သာသနာကိုဘာမှမသိကြကဲတော့သာသနာဆိုတာအဆုံးအမအဲ့ဒီအဆုံးအမကိုကြောက်ထက်အခရာတင်ထားတယ်မင်းတော်မင်းကြီးကကုန်းမောင်မင်းတရားကြီးကဒီပကံမင်းဆက်အဆက်မင်းတွေပြောင်းလာပြီးတဲ့နောက်သာသနာတော်တွေကွယ်မှာစိုးတဲ့အတွက်ဆိုပြီးတော့မင်းတော်မင်းတရားကြီးကကုသိုလ်တော်ဖျားမှာကြောက်ထက်အခရာတင်တယ်ဆိုတော့ကုသိုလ်တော်မှာသာသနာတည်လာတခါမင်းကွန်းဆရာတော်ဘုရားကြီးကမင်းကွန်းတောင်ရိုးပေါ်မှာမြန်မာပြန်ကြောက်စာတိုက်တွေတခါတည်းရေးထိုးထားခဲ့ပြန်တယ်ဒါပြင်အဲ့ဒီကြောက်စာဘုံပေါ်မှာသာသနာတည်လာပေစာထဲမှာတည်လာအခုလုံနေပြန်ပြီအင်ဒိုနီးရှားကတထေးတယောက်ကသာသနာကွယ်သွားမှာစိုးလို့ဆိုပြီးတော့စတီးပြားဂျပန်ကနေအော်ဒါမှာတယ်နှစ်900အာမခံတယ်ဒီစတီးပြားကဟုတ်တယ်လေ900အာမခံတာပေါ့ဘာလို့ဆိုတော့ဘယ်သူမှမရှိတော့ပဲနောက်နှစ်100ဆိုရင်တောင်ဒီကောင်တွေမရှိတော့တဲ့အတွက်အဲ့ဒီအာမခံပြက်ပြဲသွားပြီအာမခံတဲ့လူလည်းမရှိတော့ဘူးဝယ်တဲ့လူလည်းမရှိတော့ဘူးရှင်းရှင်းလေးပဲအဖြေကအဲ့တော့နှစ်900အာမခံတယ်ဆိုပြီးဂျပန်ကနေအာမခံနဲ့ဝယ်ပြီးတော့ရန်ကုန်မှာထွင်းနေတာတပုံပြီးသွားပြီလို့ပြောတယ်အဲ့တော့စတိထက်မှာသာသနာတည်လာအဆုံးမဆိုတာအဆုံးမကိုယုံကြည်သူမရှိရင်သာသနာတည်ပါဦးမလားဒါကြောင့်ဦးဇင်းကအသေးချပြောတယ်သာသနာဘယ်မှာတည်တယ်လဲဆိုရင်ယုံကြည်သူတို့ရဲ့နှလုံးသားမှာတည်တယ်ပြန်ပြောကဲဒီနေ့ပကံညာဦးသားတွေဖြေလိုက်စမ်းဒီနေ့သာသနာဘယ်မှာတည်တယ်လဲဟိယုံကြည်မှုမရှိရင်သာသနာခုသူတော်ကောင်းတို့သီလကိုယုံသလားသီလကိုယုံတယ်နော်မင်းတို့မှုသားပြောသလားမှုသားပြောခြင်းဟာအပြစ်ရှိမရှိကုသိုလ်လားအကုသိုလ်လားမြတ်စွာဘုရားမှုသားပြောဖို့ဆုံးမလားမပြောဖို့ဆုံးမလားအဲ့လိုမပြောဖို့ဆုံးမထားတဲ့ထဲကပြောနေတဲ့လူသည်သာသနာသူ့မှာသီလသာသနာရှိသေးလားထုံးတိတူစွာပဲဒီနေ့ထူးထူးခြားခြားတန်ငယ်ချင်းတယောက်ရောက်လာကျောင်းနေပဲကျောင်းနေပဲတန်ငယ်ချင်းကမိုးကုတ်မြို့မှာသူတာဝန်ထမ်းဆောင်အခုညဦးမှာပေါ့လေတာဝန်ထမ်းဆောင်နေမိုးကုတ်မှာတာဝန်ထမ်းဆောင်စဉ်ကဦးစင်းကတရားဟောဦးစင်းကလည်းတရားဟောတဲ့နုသေးတယ်လို့ဆိုရမှာပေါ့သူကလည်းအရာရှိနုလေးဖြစ်ခါစားပေါ့
အဲ့ဒီမှာဦးဇင်းတရားကိုနာပြီးတော့ဦးဇင်းကဒီအရက်တောက်ချင်းနဲ့ပတ်သက်တာကိုပြောတော့သူ့မြင်တော့ဒီနေ့တက်ဆင်သတိရတယ်ရှင်ဖျားတုံးမပြောပါနဲ့တဲ့ကိုလည်းတောက်ခဲ့တာပဲဥစ္စာတောက်တိုင်းအာကုသိုလ်မဖြစ်ပါဘူးဆိုတော့အရက်တောက်ချင်းအလုတ်ကကုသိုလ်လားအာကုသိုလ်လားဘယ်သူကပြောတော့ရှုံလားပျော်လို့တောက်တာတော့အာကုသိုလ်မဖြစ်တော့ဟမ်တရားမှတော့မေးတော့မှာဗကံကြောင့်ဥဆိုထရေကောင်းတယ်နော်ပကုတ်ကူထရေဘိုးတောင်ကောင်းသေးတယ်ဟမ်ထရေတောက်တာလောက်တော့အပြစ်မရှိတော့ပါဘူးဟမ်ရှိလားဟာစိတ်ညစ်လို့တောက်ရင်ဟောအပြစ်ရှိလားရာသီဥတုကပူတော့အပြင်ဘူးကိုအတွင်းဘူးနဲ့ထိမ့်မှရတယ်ဗျပူလို့တောက်ရင်ဟောဟမ်ငါတို့မိန်းမတွေမို့လို့နေမှာပါယောက်ျားတွေဖြေစမ်းအပြစ်ရှိလားမရှိဘူးလားပူလို့တောက်ရင်ဟောဥရောပသွားတယ်ဥစဉ်အရင်လာပဲဥရောပပြန်လာတယ်ဥရောပအမတန်အေးတာဟုတ်ဗျအခုဦးဇင်းတို့သွားတဲ့အချိန်ကတော့ည7 နာရီထိုးမှနေဝင်တယ်မနေ့2 နာရီနေထွက်နေပြီအဲ့တော့ဘယ်ချိန်ညမှမသိဘူးကိုလည်းလေကောင်းကောင်းနဲ့လဲနေတာအိယာကောင်းမှန်းကိုမသိဘူးဘုန်းကြီးကဒီချိန်လာလို့တဲ့ဟိုဘက်ဆောင်းတွင်းဝင်သွားပြီးဟိုဘက်6 လလောက်ကြတော့မနေ့လေ7 နာရီမှနေရောင်အယောင်ကလေးမြင်ရတာနေမမြင်ရဘူးတဲ့နေ့လေ2 နာရီဆိုနေဝင်သွားပြီးမှောင်းနေတဲ့ချိန်ကများတယ်တဲ့အေးလိုက်တာလည်းလမ်းမှာတခါတည်းလက်ခြေထုတ်ထားရင်အဲ့ဒါချက်ချင်းတောင့်သွားတာတဲ့အဲ့တော့အေးတော့နည်းနည်းပါးပါးတော့မတော့ဘူးလားအပြစ်ရှိလားဟမ်နင်တို့မအေးဘူးလို့နေမှာပါအဲ့တော့အရက်သောက်တာအပြစ်ရှိတယ်လို့ဘုရားကပြောလားအပြစ်မရှိဘူးလို့ပြောတာသိကြတယ်နော်နည်းနည်းလေးသောက်တာတော့ဆေးပြေပွားပြီဟမ်သိကြလားငါမြင်တာတော့တရားပွဲလည်းမိန်းမတွေကြီးဆိုမိန်းမတွေဟိုခုနကတော့ယောက်ျားတွေရှိကြောင်ကုတ်နေတဲ့အကောင်ရုပ်တွေရှိတယ်နော်ဘယ်တရားပွဲဆိုဗျာကြည့်လိုက်မိန်းမတွေကြီးပဲကိုကတော့ယောက်ျားလေးတွေတန်ဖိုးထားတာယောက်ျားဆိုတာမိန်းမထက်ညံထက်တယ်ကြည့်လိုက်သူတို့ကြောင်နဲ့ကုတ်နေတာ lady first ပေါ့ကဲယောက်ျားတွေဖြေစမ်းနည်းနည်းလေးတော့အပြစ်ရှိတာအများကြီးတော့ရင်အေးလို့တော့ရင်ပူလို့တော့ရင်ပျော်လို့ကွာမိမလင်နောက်လိုက်သွားလို့ရှိလားမရှိဘူးလားဒါဖြင့်အပြစ်ရှိတယ်လို့ယုံကြည်ချက်ကိုယ်မှရှိမှသာသနာယုံကြည်ချက်မရှိလို့ဒီလောက်အပြစ်မရှိတော့ပါဘူးလို့ယူဆလိုက်တာနဲ့ကိုယ်မှသီလသာသနာမှတ်ထားအဲ့ဒါတော့ပါသလားဒါကြောင့်သာသနာဘယ်မှာတည်ယုံကြည်သူတို့ရဲ့အားလုံးတညီတဲ့ဘယ်သူကမေးမေးနိုင်ငံသားကမေးမေးကလေးကမေးမေးခွဲကမေးမေးဖြေနိုင်အောင်တညီတညွတ်ထက်ပြောသမှာသာသနာဘယ်မှာတည်သလဲသီလပေါ်မှာယုံကြည်မှုမရှိသူမှာသီလသာသနာသမာဓိပေါ်မှာယုံကြည်မှုမရှိသူမှာသမာဓိသာသနာပညာပေါ်မှာယုံကြည်သူမရှိသူအတွက်ပညာသာသနာအဲ့တော့သီလသာသနာမှာမယုံကြည်ရင်သီလသာသနာဒီပုဂ္ဂိုလ်မှာပြက်ပြီကွယ်ပြီရှင်းသလားသဘောပေါက်သလားဒါဖြင့်သာသနာတည်အောင်ကြိုးစားကြဖို့လိုအပ်မလိုအပ်ကျင်းရတယ်နော်အဲ့တော့ဗကံညောင်ဦးတခိုးကြဘိုးမရှိအောင်သာသနာတည်ဖို့ကြိုးစားကြရှင်းမလားဟိကောင်းပြီအဲ့တော့ကိုးကွယ်စရာယရနာဘဏ္ဍပါဘာလဲလဲဘယ်တော့မှလက်အုပ်ချီဖို့မမိတ်နဲ့တော့ကောင်းပြီအဲ့ဒါကိုးကွယ်စရာကိုးကွယ်စရာဆိုတာကိုယုံကြည်ကိုးစားတယ်ဘုရားပေါ်ယုံတယ်တရားပေါ်ယုံတယ်တန်ခါပေါ်ယုံကွယ်တယ်ဘုရားရဲ့အရေးအာဝတ္တတရားအရေးအာဝတ္တတန်ခါအရေးအာဝတ္တမှာခိုးလုံးတယ်ကွဲကားတယ်ဟုတ်ကလားဒါကကိုးကွယ်တာ
Artasia Artasia so that Logarani yes I neck Logarani go go to a lame logrango Payawu in San Kaino Yam Tayawu in San Kaimo Tanga in San Kaino that means go to a lade logrango Padukura in Sam Kokura in Saimoja Payakeva Tayakeva Lulu that means yes Saimbo Con Ari Lu Amalua Artasia Hello, Pau Artam Google Ziane Artasia go Maquere Lumio Akuma Pagama Dadana Piansa Totally Ti the Lulu name Mathibuno Eddie Mati Jiha was in the Rogan, so show Jimmy. Any time being at one, Yaman Nangalo. Payu Payapsi, did I G. Oh, Tom Yamalu Muri. I think Yam Pina nail like that. Payati Yado Ted Logama Mimiada. Mashibe machine yado lebe. They are on a path that tea then tea day tea ayarigo, Tomyama Lumuri, tea queen. Meaja. Go matade aya, go namale, Zagarine, or nido, Pelulu timle. A chigan tea then tea day tea ayarigo. Myama Lumyoha, Myama Zagane, Myama sa, Tede Chaja Nalema. Myama Lomatibe, they are the biolo. Era look at Pienya ane pa ane Don't be my Lumuria, Pienya anero, a gown so, a John Joe, a man. We ban Pancha Nine Zwan, Machido, Luyo Mari, a don't chalamia can. Dini Bada Nada, Kurolo, we Luyo Mamia, 10 nini. Matano Betema, Cameru, to me, I young nine, Shamba young money. Boda Bada ha, Bebada Nema, Piatana, Machine. Piatana, Machide Pada. Piatana, a Kenzon Bada ha, Boda Bada. Bebada Nema, Piatana Machine. Boda Bada, Gogo and they do it, Belu Mionema, Piatana. Matava. Boda Bada ma, Yandu. Miaso Pia Shin Koromia Jigo, Piaye, Uli Dore, Pokoa, Maywood. How we know? Shimpia, you wada, Piozama. Pia Babian Pila Leso. But do nema Yama Pieta, Nawada. Shena. Show Yaumani. Do the guy less Adamia Kanyare Sura. Kokora, a thing yampinya, melonu. Boda Badari, a thing yam menida, wouldn't know, no one let them come. General, and a pine by 99 Thibo lo amaloa. And a longer than a yes, I know, so in Aga, Balelo saying, Payashi, Soma, Tadanariha, Uzeno Duro on ye, in Ari. Payasoma, Tadana, Banayashile. Banayashile. Barile. Nane di Boda Badari, and Ganero, Dororo Dokayam. No? Sautare Johnny Lemonero. Lutare Payarile. Pieludomanime. Time to Tadana Pama Toro one is Yako. Turohono Uchi, Uzia, Turohono cut a song of Saya. Oh, Naru dison to a down Giela. That means sense. How we know? The chua song can trama, but pit and yapit. Song can try to say the zone. Any the zone candidate ain't dying a Jew, Menu Gijayala. Did it Tadana will mail like young option?
ဆွမ်းစားနေတဲ့ငါတို့တာဝန်မကြည့်ဘူးလို့ခံယူရရှင်းလားဒီနေ့ဝတ်သင်္ကန်းခင်ဗျားတို့လူလို့ဝတ်ထားဟုတ်လားဝါဆိုကပ်ပြန်ပြီကထိန်ကပ်ပြန်ပြီကပ်လိုက်ရတဲ့သင်္ကန်းဒါပေမဲ့သာသနာဘာမှအဲ့တော့ဒုတာဝန်မကြည့်ရကြတယ်အဲ့တော့ပြောခွင့်လေးရတော့အသေးချာပြောနေတဲ့အချိန်လေးသေချာမှတ်ကြသမှာသာသနာဟာ3ရက်ရှိပါတယ်ဘယ်တော့မေးမဆွိုင်းမတဖြစ်နေရသာသနာ3ရက်ကဘာတွေလဲဆိုရင်သီလသာသနာတမာတိသာသနာပညာသာသနာပြန်ပြောသာသနာကအစစ်မှန်ဒီ3ရက်ပဲရှိပါတယ်ပရိယတ္တိသာသနာပရိပတ်တိသာသနာပရိဝေဒသာသနာဆိုတာသာသနာပြုနည်းစောင့်ရှောက်နည်းပါသာသနာမဟုတ်ဘူးအဲ့ definition မှမသိလုပ်ငန်းစဉ်မှမသိ result မှမသိပြောမိပြန်ပြီတရားတစ်လုံးကိုအဓိပ္ပာယ်မှမသိအကျိုးရလဒ်မှမသိဖွင့်ခြင်းလို့ဝိဂျုဖွင့်ခဲ့ကြတဲ့အတွက်ဒီနေ့ခင်ဗျားတို့ကျုပ်တို့အကုန်ဒုက္ခရောက်နေတယ်ပရိယတ္တိဆိုတာစာပေသင်ကြားခြင်းတရားနာခြင်းတရားဟောခြင်းဒါသာသနာပြုနည်းရှင်းလားပရိယတ္တိကဘာတွေလုပ်ရမလဲသီလသမာဓိပညာတွေကိုတတ်အောင်သင်ပေးရဒီနေ့မြန်မာနိုင်ငံကစာသင်ကျောင်းတွေလောကုတ္တရာစာပေအားလုံးဟာတကယ်ကျောင်းမှန်ကန်သင်မဲ့ဆိုရင်ကျောင်းသားတိုင်းဟာကျောင်းတက်ပြီးတာနဲ့သီလပြည့်စုံလာရမယ်တမာတိတွေရင့်ကျက်လာရမယ်ပညာအတွေးခေါ်တွေမြင့်မားလာရမယ်အဲ့ဒါမှကျောင်းပရိယတ္တိသာသနာခေါ်တယ်ရှင်းလားစာသင်ကျောင်းတွားပြီးတော့အချိန်ပြည့်ကျောင်းမှာနေရတယ်ကျူရှင်ကနှိပ်စက်လိုက်သေးတယ်ပြီးဒီကလေးတွေလမ်းပေါ်တောင်စီကန်းနဲ့အညီမသွားတတ်ဘူးအလကားကျောင်းပဲထားမနေနဲ့အဖိုးပဲရှုပ်စရိတ်ဒီကုန်မေဖေနဲ့တောင်စကားမပြောတတ်ဘူးကြည့်လာသေးတာဒီထဲမှာကြီးကျယ်ကျယ်သက်30ကျော်40ပတ်ဝန်းကျင်တွေကကိုတော့ဘယ်လိုပြောမှမသိဘူးလေကိုတော်တို့နဲ့စကားမပြောတတ်ဘူးလေအော်မခွေးမှသာမင်းကဘယ်နိုင်ငံမှာမွေးလာတာမို့လို့အဲ့မင်းတို့ကျောင်းကဘာသင်နေတာလဲဘာတွေသင်လွတ်လိုက်တာလဲပေါင်းသင်ဆက်ဆံနီးနေနီးထိုင်နီးပြောနီးဆိုနီးမှမတတ်ဖဲနဲ့အဲ့ဒီကျောင်းကိုဘာလို့ထားမှာလဲရှင်းလားသဘောပေါက်သလားပရိယတ္တိသာသနာဆိုတာဒါလောကီကျောင်းလောကုတ္တရာကျောင်းဘယ်ကျောင်းမဲ့တက်တဲ့သီလသမာဓိပညာနဲ့ပတ်သက်ပြီးတော့အဆင့်မြင့်အောင်သင်ပေးနိုင်မှကျောင်းကိုယ်ဆရာမအစသီလသမာဓိပညာမရှိမှတော့ဘယ်လကားကျောင်းတော့ပေါ့လားမင်းတို့ကျူရှင်တွေလုံနေသေးသေးရတော့ဘယ်တော့မှဒီနိုင်ငံတိုးတက်စရာအကြောင်းမရှိဘူးရှင်းတယ်နော်သီလစီးနဲ့ကန်းနဲ့စနစ်တကျနေတတ်ထိုင်တတ်ပြောတတ်ဆိုတတ်တို့ယဟန်တန်ဃာတွေမှာဗုဒ္ဓဘာသာတွေမှာဖယားကစားနီးတောက်နီးကနေနောက်ဆုံးအင်္ဂါတက်နီးထိတင်တာဟုတ်ပလားဒီနေ့ရေလောင်းအင်္ဂါဆိုတာမင်းတို့ကခစ်ပေါ်ထင်နေတာဖယားနှစ်ပေါင်း2500ကလေးတင်ထားခဲ့ပြီးသားတန်သက်ရေကိုဘယ်လိုသုံးရမလဲတန်သက်ရေဆိုတာတန်ရှင်းရေလုပ်တဲ့ရေရှင်းလားအဲ့ဒီအတွက်စီကံနေရှိမရှိဒါတွေကိုသင်ကြားပေးတာပရိယတ္တိသာသနာပြုနည်းပฏิပတ်တိသာသနာ training ပေးတယ်ကိုယ်တိုင်လေ့ကျင့်တယ်ကျောင်းကသင်တန်းပေးလိုက်တာဒါ training ရက်ွက်ထဲမှာသီလနဲ့ပြည့်စုံအောင်နေတယ်သမာဓိနဲ့ပြည့်စုံအောင်နေတယ်ပညာနဲ့ပြည့်စုံအောင်နေတယ်ကာယကံတိုင်းဝစီကံတိုင်းမနောကံတိုင်းမှာသီလနဲ့သမာဓိနဲ့ပညာနဲ့ပြည့်စုံအောင်ပြောတယ်ကြံတယ်ပြုမှုတယ်အကျဉ်းတော်တရားဟောစရာတွေဒီမှာဒီနေ့ခေါ်မဲ့တရားစကူမစသေးဘူးမစတနာကြီးကြော်သွားပြီ7 နာရီနဲ့3မိနစ်ကစဟောတာခု9 နာရီနဲ့10မိနစ်ရှိနေပြီဏိဒန်းပြိုးရတော့ရှိသေးတယ်သဘောပါလားသင်ပရိယတ္တိဆိုတာအဲ့ဒါပရိပတ်တိဆိုတာအဲ့သင်ကြားထားတဲ့သီလသမာဓိပညာတွေကိုအားထုတ်နေတာခုမှသူများနိုင်ငံကကလေးတွေဒီမှာကျူရှင်လို့ထားလို့သူကကျောင်းချိန်တွင်းမှာပဲစာသင်ရတယ်စာသင်တော့အခုလိုရေအောင်ဟာကြက်အောင်ဟာမဟုတ်ဘူး
ကလေးရွယ်မှာဆော့ခိုင်းတယ်ကစားခိုင်းတယ်ဆော့ရင်ကစားရင်တင်ကြသွားတယ်ဟောသူတို့ကလေးတွေပြန်လာတော့လမ်းစည်းကမ်းနဲ့ပြန်တယ်မြင်းချားမှာလမ်းဖြတ်ကူရမှန်းသိတယ်ကားပေါ်စီးတာမပြောနဲ့စပိန်စီးတာတောင်မှစပိန်စီးတဲ့အုတ်ထုတ်စပိန်နဲ့သွားမှာတဲ့ပေးအုတ်ထုတ်ပေးတဲ့စပိန်စီးတာတောင်အုတ်ထုတ်ဆောင်းတယ်ဒီမှာဆိုင်ကယ်စီးတာတောင်ဘယ်လောက်ပညာရေးနှိမ့်ကြလဲဒါလာကြည့်ပညာတတ်မရှိဘူးပညာတတ်မရှိလို့ကိုယ့်အသက်ကိုမနှမျောရတာပေါ့ဟမ်3ယောက်စီးလို့စီး5ယောက်စီးလို့စီးတရုတ်ကဆိုင်ကယ်ထိုင်ကုန်ရှည်များထုတ်ပေးရင်10ယောက်များတက်စီမလားမသိဘူးသဘောပါလားအဲ့ဒါပညာမဲ့နေတဲ့ပြရုပ်တွေဒီနေ့ထိနိုင်ငံအုပ်ချုပ်နေတဲ့အစိုးရလည်းလမ်းစည်းကားရှိအောင်ဘယ်လိုလုပ်အောင်မှလမ်းကိုလမ်းနဲ့တူအောင်ဘယ်လိုဆောက်အောင်မှဒီလူတွေကိုဘယ်လိုပညာပေးရမှဒီနေ့ထိမသိသေးဘူးအလကားအစိုးရတွေတက်လာရှင်းလားသဘောပေါက်သလားအဲ့ဒါပရိယတ်လည်းမရှိပရိပတ်လည်းမရှိဒါကိုပြောနေတာဟိုကစပိန်မော်တက်လိုက်တဲ့ကလေးလေးကပိတ်အုပ်ထုတ်ပေးတယ်စပိန်စီးတဲ့အုပ်ထုတ်ရှိရကားပေါ်ရောက်ခပတ်ပတ်ပြီးသားခပတ်ပတ်တယ်ဒါကိုလုံကြုံရေးတဲ့ရှင်းလားသူ့မူပိုင်ခွင့်ကိုမူပိုင်ခွင့်သူ့ခွင့်ရေးကိုခွင့်ရေးကလေးလေးကသိနေအိုးသူတို့ပညာသင်တန်းများကောင်းလိုက်တာဟုတ်ပလားဒီမှာတော့အသက်အရွယ်ကြီးနေတဲ့30ကျော်40ကျော်50ကျော်ကြီးတွေတော့လမ်းဖြတ်ကူးတာတစ်ဖက်အန္တရာယ်ရှိတဲ့ဘက်မကြည့်ဘူးဗျအမလီသူစောက်ထားတဲ့လမ်းကြနေတာသူ့အိမ်ဝင်နဲ့ကူးတဲ့အတိုင်းပဲကူးချသွားတယ်တက်ရဲတဲ့ကောင်တိုက်တယ်ပညာရှိတွေနေတဲ့အရာသဘောပါလားအေးအဲ့တော့သီလသမာဓိပညာသာလျင်ဦးဇင်းတို့သူတော်ကောင်းတို့အတွက်အားကိုးရဟုတ်ပလားအဲ့တော့သာသနာဘယ်နှရအဲ့ဒီသာသနာ3ရသီလသာသနာသမာဓိသာသနာပညာသာသနာနောက်ကိုသာသနာ3ရလို့ဆိုရင်ဒါတရေနိုးဖြေနိုင်အောင်လုပ်ထားပါပရိယတ္တိသာသနာပရိပတ်တိသာသနာပရိဝေဒသာသနာဆိုတာသာသနာပြုနည်းဘာလဲအဲ့ဒီလိုခွဲခြားမသိခဲ့ကြတဲ့အတွက်ခင်ဗျားတို့ဒီနေ့ဘာလုပ်လို့မာကံရမှန်းမသိဘူးအဲ့တော့ပထမအဦးဆုံးဘု து ကိုဘု து သာသနာပြုအဲ့တော့ကိုယ်တိုင်ကိုယ့်ရင်ထဲမှာသာသနာကိန်းအောင်လုပ်ဖို့လိုအပ်မလိုအပ်ဘာတွေကိန်းရမလဲသီလသာသနာသမာဓိသာသနာပညာသာလောကရန်ကိုရင်ဆိုင်တဲ့အခါဘာတွေနဲ့ရင်ဆိုင်မလဲသီလသမာဓိပညာအဲ့ဒီသီလသမာဓိပညာကသူများသီလလားကိုယ်သီလလားသူများသမာဓိလားကိုယ်သမာဓိလားအဲ့တော့ကိုယ်စီသီလသမာဓိပညာပြည့်စုံအောင်လုပ်ဖို့လိုအပ်မလိုအပ်ဒါဖြင့်ဘာကိုအားထားမလဲလို့မေးရင်ဒီမှာကြည့်ဒီလိုဖြေကိုယ့်ရဲ့သီလကိုယ့်ရဲ့သမာဓိကိုယ့်ရဲ့ပညာတကယ်အားထားမှာကိုယ့်ရဲ့သီလကိုယ့်ရဲ့သမာဓိကိုယ့်ရဲ့ပညာမှတ်မိပြီလားဒါဖြင့်တို့ဘာကိုအားထားနေကြမလဲဟဲ့ကိုယ့်ရဲ့သီလကိုယ့်ရဲ့ဖြေရပြီလားကျုပ်ရောင်ဝါသင်တာမဟုတ်ဘူးနော်သူများသီလအားကိုးရမလားအမလေးဟိုမှာဘယ်မှာပေါ်တော်မူပြန်တဲ့ပြေးပြန်ပြီဘယ်ကရောင်တော်လွတ်လို့လဲပြေးပြန်ပြီကဲနိုင်လားအားကိုးလို့ရလားအေးကားမောက်တာဖတ်တယ်မှာပဲရှင်းလားသဘောပေါက်သလားကိုယ်ွယ်ရာရှိသူတွေဆိုရင်ပြန်ရခတ်เสียအကြောင်းစီးစနစ်သွားတာလာတာနေတာထိုင်တာပြောတာဆိုတာအကုန်စနစ်ကြနေရပညာတတ်တဲ့အရက်နဲ့ပညာမတတ်တဲ့အရက်သိကွာတယ်ပညာဆိုတာဘွယ်တူးဂုံတူးတွေနဲ့လက်မှတ်တွေကိုပြောတာမဟုတ်ဘူးတချို့ကအင်္ဂလန်ကဘွဲယူလာတာလန်ဒန်ဘယ်တက်ကတူအမေရိကဘယ်တက်ကတူလက်မှတ်ကြီးတော့ပြောလိုက်တာရိုင်းတာပြီးရင်လိန်ညာကောက်ချစ်တဲ့အလုပ်လုပ်နေတယ်ဒီပုဂ္ဂိုလ်ဘွဲရပညာတတ်လို့ပြောလို့ဘွဲဆိုတာလက်မှတ်ကိုပြောတာလားသီလသမာဓိပညာကိုပြောပညာအဆင့်တန်းမြင့်လာလေသီလသမာဓိပညာမြင့်လာပြီဒီနေ့မြန်မာနိုင်ငံလမ်းနေကြည့်လိုက်ရင်လမ်းအင်ဂျင်နီယာမရှိဘူးဘာလို့ဆိုလမ်းပေါ်မှာစောင့်ထိန်ရမယ်သီလသမာဓိပညာနဲ့စောင့်ဖောက်လုပ်ထားတဲ့လမ်းမရှိပြီးရောဖောက်ထားတဲ့လမ်းတွေကြီးပဲကျင်းလား
ဆရာဝန်လဲထိုနည်း၎င်းတရားသူကြီးလဲထိုနည်း၎င်းအားလုံးထိုနည်း၎င်းသဘောပါလားအဲ့တော့သာသနာတည်နေလားပြက်နေလားရှင်းလားဒါဖြင့်တို့ကဆက်ဖြက်ကြမလားဘာလို့ဘယ်မှာတည်ရဘယ်သူနှလုံးသားမှာတည်အောင်လုပ်ကျင့်သလားဒါဖြင့်ကိုယ်ွယ်ရလဲမှန်ရမယ်အားထားရလဲမှန်ရမယ်ပြောပါကဲအဲ့ဒီအတွက်ခုတဏှာကြီးကလည်းကြော်သွားပြီဆိုတော့ဏိဒန်းလေးပြောတာပေါ့နော်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရှိတဲ့အချိန်ကာလတုန်းကပဲနော်ကောသလတိုင်းမှာမဟာကောသလမင်းကြီးရဲ့အမတ်အဂိဒထာဆိုတဲ့ပုံနာကြီးရှိတယ်ဘယ်သူလဲအဂိဒထပုံနာကြီးကပရောဟိတ်ကြီးပညာရှိကြီးမဟာကောသလမင်းကြီးရဲ့မင်းတိုင်ပင်အမတ်ပေါ့အကြံပေးဟုတ်ပြီနော်အဲ့ဒီကနေပြီးတော့မဟာကောသလမင်းကြီးနတ်ရွာဆန်းရှင်ဘုရင်ဆိုတော့သူ့ဂုံဘုံနဲ့ညီအောင်ပြောရတာပေါ့နော်ဘုရင်တိုင်းတော့နတ်ရွာမဆန်နိုင်ပါဘူးနော်အပြောအရာတော့ဝေါဟာရတက်ပေးရတာပေါ့ဟုတ်ပလားအဲ့တော့ရှင်ဘုရင်ကြီးနတ်ရွာဆန်သွားတော့ပသေနရီကောသလမင်းနန်းတက်ဘယ်သူနန်းတက်ပသေနရီကောသလမင်းကြီးနန်းတက်တဲ့ခါကျတော့ဟောဒီအဂိဒထပုံနာကြီးဟာဟောဒီပသေနရီကောသလမင်းကြီးရဲ့ဆရာသူရဲ့အထာရတ18ရပညာတွေတက္ကသိုလ်ပညာတွေသင်ပေးခဲ့တဲ့ဆရာလည်းဟုတ်တယ်နောက်တစ်ခါဖခင်လက်ထက်ကဖခင်တန်ဖိုးထားခဲ့တဲ့နန်းတွင်းကအမတ်ချုပ်ကြီးလည်းဟုတ်တယ်ဒီတော့နန်းတက်ဆဖြစ်တဲ့ဘုရင်ငယ်ပသေနရီကောသလမင်းကြီးကဟောဒီအဂိဒထကိုအမြဲတမ်းအယုအသေးပေးတယ်နေရာပေးတယ်တန်ဖိုးထားတယ်ဟုတ်ပြီနော်နန်းရင်ပြင်ကိုရောက်လာအမှုကိစ္စနဲ့လွတ်တော်ရှိတယ်ညီလာခံရှိတယ်ဆိုရင်ဟောဒီအမတ်ချုပ်ကြီးရောက်လာတာနဲ့ရှင်ဘုရင်ကိုယ်တိုင်နေရာပေးတယ်ဘုရင်က respect ပေးတယ်အယုအသေးပေးတယ်အဘလာပါကြွပါအဖိုးပေါ့အဘခေါ်တာရှုပ်လို့ဒီထဲမှာဒီခုခေတ်ကအဘရှုပ်ဘာဘာတွေမှမသိဘူးနော်အရန်မခေါ်ကြနဲ့အဲ့အဘဆိုတဲ့စလုံးမင်းတို့ဖြုတ်လိုက်ကြနော်ငါတော့မခေါ်ဘူးဟုတ်ပါလားအဖေကိုဖေဖေလို့ပဲခေါ်အဖိုးကိုအဖိုးလို့ပဲခေါ်အဘဆိုတဲ့စလုံးမသုံးနဲ့အဲ့ဒါကတ်ဆိုင်တယ်အဘကြောင့်ကတ်ဆိုင်သွားတာသိလားအိမ်မှတ်ထားကြအဲ့တော့အဖိုးကြွပါဗောဆရာလဲဆရာအဖိုးလဲအဖိုးကြွပါအရာပေးတယ်အဲ့တော့ဒီအဂိဒထကပညာရှိဘာရှိပညာရှိဆိုတာဘာလဲအကောင်ဆိုအကြောင်းအကျိုးအမှန်ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိတယ်အဲ့ဒါကိုပညာရှိလို့ခေါ်တာမှတ်ထားအဲ့တော့ तू စဉ်းစားတယ်မင်းကလည်းငယ်သေးတယ်ငါ့ကိုလည်းအယုသေးပြုတ်လွန်းတယ်အယုသေးပြုတ်တယ်ဆိုတာကသူ့နေရာနဲ့ तू အချိန်နဲ့ तू ရှိတယ်ဒီတော့သူ့ဆရာဆိုလဲဟုတ်တယ်သူ့ဖေရဲ့အမတ်ဖြစ်တဲ့အတွက်အဖေလိုလည်းဖြစ်နေဒီတော့ဒီမင်းနေတဲ့ငါ့ကိုအယုသွေးပေးတာမှန်နေဒါပေမဲ့မင်းဆိုတာဖြစ်စပဲအစိုးရဆိုတဲ့စကားလုံးလိုပဲအစိုးရဆိုတာဘာလဲအစပဲယူတာနောက်မယူရှင်းလားမင်းလည်းဒီတိုင်းပဲမင်းဖြစ်စပဲဟုတ်တာနောက်ရာဇမှန်တက်လာရင်ငါပေါ့ညှို့ညင်လာလိမ့်မယ်ဘယင်ဆိုတာသူ့ထက်အယုသေးပေးတဲ့သူရှိတာကိုမကြိုက်အဲ့တော့ပညာရှိပြီးပြီဩဒီဌိနံစည်းစိမ်နဲ့ကာမဂုဏ်ဆိုတာလဲအရွယ်တူမျှသူတွေသာအပြန်အလှန်ချမ်းသာအညီအညွတ်ချမ်းသာသုံးဆောင်ခံစား권ကောင်းတာတဲ့ငါကအသက်ကြီးပြီဟောပညာရှိဆိုတာသိတယ်ဖယ်ချိန်တန်ရင်ဖယ်ပေးရ
ပညာမဲ့တော့ကတ်နေတာပေါ့ကွာနော်ပညာရှိဆိုတော့ဖယ်ချိန်တိုင်းရင်ဖယ်ပေးရသိတယ်အဲ့တော့မင်းကြီးဆံမှာနေရင်ကြာရင်သူ့အတွက်အကျိုးနဲ့အပြစ်ဘယ်ရင်းများလားပညာရှိကကြိုသိတယ်ဒီတော့ငါကဒီမင်းထံမှာဆက်ခစားလို့မတော်ဘူးတဲ့အရွယ်ငယ်တဲ့မင်းနဲ့အသက်ကြီးတဲ့အမတ်ကြီးဖြစ်နေတယ်ဒီတော့သူ့နေရာနဲ့သူနဲ့ထိုက်တန်သူလာပါလိမ့်မယ်ငါသွားသိပြီဟောဒါအကောင်းဆိုပိုင်းခြားသိတော့သူစောင့်ထိန်ရမယ်သီလကိုသူသိတယ်သီလဆိုတာစီကံပင်စင်ပေးခြင်းရောက်ရင်ပင်စင်ပေးကိုပေးရမယ်နားချိန်တန်ရင်နားကိုနားရမယ်အဲ့ဒါလည်းသီလတမာတိကိုကျင့်ရမယ်လမ်းစဉ်ကိုဖြောင်းဖြောင်းမှတ်မယိမ့်မယိုင်ရှောက်နိုင်တယ်တမာတိပညာအကောင်းဆိုးကိုဝေဖန်နိုင်စွမ်းရှိတော့ကောသလမင်းကြီးကိုပသိတိကောသလမင်းကြီးကိုမင်းကြီးတဲ့အသင်မင်းကြီးလည်းမင်းထီနန်းစည်းစိမ်ကိုရပါပြီတိုင်းပြည်ကိုကောင်းစွာအုပ်ချုပ်နိုင်တဲ့ပညာတွေလည်းသင်မင်းကြီးမှာရှိနေပြီကျွန်တော်မျိုးကတော့အိုလာပြီတဲ့တင့်ဖခင်လက်ထက်မှာလည်းအချိန်ပြည့်တိုင်းပြည်ရေးရနဲ့အမျိုးကောင်းစားရေးကိုကျွန်တော်မျိုးတာဝန်ကြည့်အောင်ဆောင်ရွက်ခဲ့ပြီးပါပြီအဲ့တော့ကျွန်တော်မျိုးအတွက်ကိုယ်ပိုင်တရားအထုတ်ခွင့်အားကိုးရအားထားရရှာခွင့်ကလေးပေးပါဆိုပြီးတော့ကောသလမင်းထံခွင့်တောင်းဒီတော့မှအဖိုးကဘာဖြစ်ချင်လဲကျွန်တော်ယဟန်ဝတ်တော့မယ်ဘာလို့တော့မယ်ယဟန်ဝတ်တော့မယ်ဆိုတော့ယဟန်ဝတ်မယ်ဆိုတော့မတားကောင်းဘူးကောသလမင်းကြီးကလည်းသူစိတ်ထဲသူရှိမှာပေါ့ဒီဖိုးကြီးတွေနဲ့အဆင်မပြေပါဘူးလူကြီးနဲ့လူငယ်ဆိုတာအမြင်တူလားမတူရင်ပြဿနာတက်မှာဟုတ်ကလားဒါနိယာမပြဿနာတက်ရလေခြင်းလို့မလုပ်နဲ့ကိုကအဖွားကြီးဝင်ရှာရှိတာဟုတ်တော့ပါလားရှိသေးတယ်ခုအဖိုးတွေဖွားတယ်မလေးနင်တို့ကမသိလို့နင်တို့ငါမွေးထုတ်တာဟုတ်တယ်အဘမွေးတဲ့ဟုတ်ပါဘူးအဖိုးမွေးတဲ့အချိန်နဲ့ကျုပ်တို့နဲ့မတူတော့ဘူးခေအမြင်ချင်းကတူလားမတူတော့လက်ခံသလားမခံတာစို့ပြောတော့ဟောသူပဲဒုက္ခရောက်စိတ်ဆင်းရဲအဲ့တော့ဒါသိတယ်ပါတဲ့လူကယဟန်ဝတ်တော့မယ်ဟောမင်းကြီးကလည်းသိတယ်ဆက်ခေါ်ထားလို့မကောင်းဘူးခဏတော့တားသေးတာပေါ့ဝတ်တရားအရာဒါလောကုခေါ်တယ်နေပါဦးဗျာကျုပ်မှာဆုံးမမဲ့လူလိုတယ်ပဲ့ပြင်းမဲ့လူတွေဒါပြောမှာပေါ့လောကဝတ်တရားအရာအဲ့ဒီဘက်ကလည်းပညာရှိပြီးဆုံးဖြတ်ချက်ခိုင်မာတယ်ကဲမင်းကြီးအတွက်တော့ဟုတ်တယ်ကျုပ်လှုပ်တတ်တိုင်းတော့လှုပ်ပေးပြီးပဲကျုပ်ကိုခွင့်ပြုတော့ကဲကြာပါတယ်သင်္ကန်းဝတ်သွားပြီနော်ရသိဝတ်သွားတယ်ဘာလို့ဆိုဖြည့်ရှင်းချက်ပေးရင်သူ့မင်္ဂလာနောက်ကစကားတွေကညှိကုန်မှာဆိုလို့လွတ်လိုက်ရေးကမရသေးဘူးသဘောပါလားကျုပ်ကတင်တတ်တယ်တရားတစ်ပုဒ်ကိုခမည်းတော်သိအောင်သင်စရာဟောစရာတွေအများကြီးရှိတယ်အဲ့တော့လွတ်လပ်စွာတရားဟောခွင့်ရပါစေလို့သာခမည်းတော်စောင့်နေကြဟုတ်ကလားအဲ့တော့ဒီနေရာမှာပြောချင်တာလေးတွေအများကြီးကိုခဏချပြီးတော့အချိန်လဲလွန်နေပြီမို့လို့အဂိတထဘာဝတ်သွားယဟန်ဆိုတာကအခုခေတ်တန်ခါလို့ယဟန်မျိုးမဟုတ်ဘူးသူကယသိဝတ်သွားဟုတ်ပြီနော်ဒါပေမဲ့သူတို့တော့ယဟန်ခေါ်တာပဲယသိဝတ်ပြီးတော့သူကဘာလုပ်လဲဆိုတော့အဲ့ဒီနားမှာကောသလတိုင်းအင်္ဂတိုင်းမကရတိုင်းတိုင်းကြီး၃တိုင်းရှိတယ်အဲ့ဒီတိုင်းကြီး၃တိုင်းလုံးမှာရှိနေတဲ့မင်းလုံနေတဲ့ပုံကိုယ်တွေကလည်းဒီအဂိတထဆရာကြီးရဲ့တပည့်တွေပဲများတယ်ဒီတော့ဟိုတိုင်းမှာနေရင်ဒီတိုင်းကမကျေနပ်ဘူးဒီတိုင်းမှာနေရင်ဟိုတိုင်းကမကျေနပ်ဘူးဆိုတဲ့ပြဿနာဖြစ်လာမှာစိုးလို့ပညာရှိကြီးပြီးကောသလတိုင်းအင်္ဂတိုင်းမကရတိုင်းတိုင်းကြီး၃တိုင်းရဲ့အလဲကောင်မှာသွားနေပြီးရောဟုတ်ပြီနော်ရသိဝေပြီးဘယ်မှာနေလဲဘာတိုင်းနေတော့ကောသလတိုင်းအင်္ဂတိုင်းမကရတိုင်းပြန်ပြောတိုင်းကြီး၃တိုင်းအလဲကောင်သွားနေတော့သူ့နောက်ကတပည့်1000ဟောလာပြီတပည့်ဘယ်လောက်တပည့်1000ကသူ့လိုပဲရသိလိုက်ဝတ်တယ်ကဲကြည်သားရသိဝတ်သွားတာတော့တပည့်နည်းသလားဟေးဒါမင်းရင်မှာဆက်နေရင်သူ့နောက်ကတပည့်တွေအများကြီးဆိုမင်းကမျက်စောင်းထိုးခြင်းခံရတော့ဒါကိုသိတော့
ယသိသတောင်းတဲ့အတူတိုင်းကြီးသုံးတိုင်းကြားထဲမှာနေတော့တိုင်းကြီးသုံးတိုင်းကလူတွေကလည်းရှင်ဘရင်အပါဝင်မူကြီးမရသေနာပတိအားလုံးကလာပြီးလောက်ွယ်ကြရင်ဆရာကြီးထံယသိကြီးထံလာပြီးတော့ပူဇော်ကြတယ်ယသိသတောင်းကိုလူစရာရှိတာလူတန်းစရာရှိတာတန်းအဆုံးမခံယူကြအဲ့တော့ယသိတွေကိုလည်းဒီအဂိတထဆရာကြီးကဆရာလုပ်ပြီးတော့သူကနေတယ်မင်းတို့ကိုတွင်းတဏ္ဍာမှာကိလေသာတွေရှိတယ်ဘာတွေရှိတယ်ကိလေသာဆိုတာလောဘဘုဒ္ဓတော်တို့မှာရှိမရှိအဲ့ဒီကိလေသာရှိတဲ့လူဟာအပြစ်ရှိတယ်ဗါတယ်ဒါအဂိတထတရားတော့ဖရာတရားလို့သွားမှမယူလဲဟုတ်ကိလေသာရှိတဲ့လူဟာအပြစ်ရှိတယ်အဲ့ဒီအပြစ်ရှိတဲ့ကိလေသာထားကြွတောင်းကျမ်းလာရင်ကာမယံကတွေထားကြလာတဲ့လောဘဒေါသတွေဖြစ်လာတဲ့ဆိုရင်ကိုယ့်အပြစ်ကိုဝန်ခံတဲ့အနေနဲ့မင်းတို့သဲပုံညာသူတို့ဂင်္ဂါမြေကမ်းတစ်ဖူးမှာအပြစ်ဖြစ်ရင်ဘာလို့သဲပုံရင်အပြစ်ကြည်တယ်ပေါ့ကြည်လားအဲ့လိုသဲပုံလိုက်တော့လောဘနည်းသွားလားဒါပေမဲ့အဂိတထကတော့သူသိတယ်လို့ပဲသဲပုံနေတဲ့အချိန်မှာလောဘမဖြစ်ဘူးဒေါသမဖြစ်ဘူးမောအောင်သဲသာပုံနေကြဟုတ်ပလားဒါသူတပည့်တွေကိုဆုံးမတာလာပြီးလာွယ်လာကြတဲ့တိုင်းကြီးသုံးတိုင်းကလူတွေလာတော့မင်းတို့ကောင်တွေကိုးကွယ်စရာအားထားစရာရှိပြီးနေကြတောရှိရင်တောကိုးကွယ်တောင်ရှိရင်ပုပ္ပတောင်မြတ်တောင်ကလပ်ပေါ်ဟုတ်ကလားအဲ့တော့တောင်ကြီးလည်းမကိုးကွယ်ဘူးလားတောရောရှင်းတယ်နော်တောကိုးကွယ်တောင်ကိုးကွယ်အယံကိုးကွယ်တတိုင်းကိုးကွယ်ဆိုတာမင်းနေတဲ့ခုပကံမင်းနေရောနေပြည်တော်ကြီးတိဆောက်တော့အုတ်တိုင်းနေကမထားဘူးလားတတိုင်းကိုးကွယ်အယံကိုးကွယ်ဟုတ်ကလားရန်သူလာရင်ဒါနဲ့တားမှာတဲ့မန္တလေးကျုံမြို့ရိုးကြီးမလုပ်ဘူးလားလုပ်တော့အထဲထဲဝင်ဖမ်းတော့ပါသွားရောရှင်းလားကဲထားအဂိတထကလာသမျှလူတွေကိုကိုးကွယ်စရာလမ်းပေးတယ်ဘာပေးတယ်ဘာတွေကိုးကွယ်ခိုင်းတော့တောကိုးကွယ်တောင်ကိုးကွယ်အယံကိုးကွယ်သစ်ပင်ကိုးကွယ်သစ်ပင်ကြီးရှိရင်သစ်ပင်ကိုးကွယ်ခုညောင်ပင်ကြီးရင်သားစုတောင်းတာတို့ဘာလို့မရှိဘူးလားအဲ့တော့ကိုးကွယ်စရာလမ်းတွေမပြဘူးလားပြတော့သူတပည့်တွေကိုကိလေသာငြိမ်းအေးချောင်းအလုပ်တွေရောမလုပ်ခိုင်းဘူးလားဘာလုပ်ခိုင်းတော့အပြစ်ဖြစ်တိုင်းသဲပုံခိုင်းလမ်းမှန်သလားဒါပေမဲ့ဆရာကြီးတော့တိုင်းဘယ်နှတိုင်းကိုးကွယ်တဲ့လူများတိုင်းလဲအမှန်မထင်နဲ့အောင်တကိုးကြည့်နေတယ်ဆိုတိုင်းလဲအဟုတ်မထင်နဲ့အောင်ရှင်းလားခုတိုင်းဘယ်နှတိုင်းကိုးကွယ်ကောသလတိုင်းအင်္ဂါတိုင်းမကနတိုင်းမင်းကြီးမယသေနာပတိမူကြီးမယတွေကစအမဆိုတာလဲအမတိုင်းညာရှိတာပေါ့အမကမတ်တာပဲရှိတာပဲသဘောပါသလားမင်းဆိုတော့လေသူကသူကံရှိလို့မင်းဖြစ်တာညာရှိခြင်းမှရှိတာအဲ့တော့အကုန်လုံးကိုးကွယ်နေကြပဲမှန်ရလားဒါကိုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကတာဝတ္ထိပိဇေတဝန်အကြောင်းကသိတယ်ဗျာကဲဘုရားရှိနေရဲ့နဲ့နော်သဘောပါသလားအဲ့တော့ကိုးကွယ်ရအားထားရအမှန်ရဖို့လိုအပ်မလိုအပ်ဒါတော့ခမည်းတော်မှာကြာကိုးကွယ်ရရှိလားဘာတွေတို့မပေါ်နဲ့တော့လက်ဥချီရအခုကိုနောက်ကျနေပြီနောက်ဆိုကြီးလို့ချီတော့မှမဟုတ်ဘူးကိုယ်ွယ်စရာဘာတွေလဲအားထားစရာကသိန်းတော့မှတရားနှစ်ခုတည်းပြောထားတာကိုအိုးရောက်ကျိုးရောက်နေအားထားစရာကဘာလဲကိုရဲ့သေချာပြောတတ်ပြီလားကိုဒီကနေတလန်းမှမထသေးဘူးနင်တို့မေ့ကုန်ပြီအဲ့တော့ကိုယ်ွယ်စရာပါလဲအားထားစရာကအဂိတထတရားနဲ့တူလား
မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကဒါသိတော့ဩအဲ့ဒီတထတတ္တဝါတွေကိုနှိမ့်ဆက်နေပြီဗါတယ်ကိုယ်ွယ်ရအမှန်မရရင်ဒီပုဂ္ဂိုလ်တွေမှာကောင်းကျိုးချမ်းသာရနိုင်ပါမလားဆင်းရဲဒုက္ခကလွတ်နိုင်ပါမလားတကယ်တော့ကိုယ်ွယ်တယ်ဆိုတာဆင်းရဲခြင်းလို့လားချမ်းသာခြင်းလို့လားဆင်းရဲတွင်နဲ့ခြင်းလို့လားဆင်းရဲတွင်ကလွတ်ခြင်းလို့လားအဲ့တော့လွတ်မြောက်ဖို့အရေးလိုအပ်မလိုအပ်အဲ့ဒါတော့မနဲ့ဖြံမှနာကြမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကအဂိတထအတွက်ချွတ်ရင်းနဲ့လူတွေကိုကိုးကွယ်ရပေးတော့မှာဟုတ်ပြီနော်အခုတော့သူတော်ကောင်းတို့ဝါစာကပသိထားပါပြီကိုးကွယ်စရာကအားထားစရာကကျင့်သလားသာသနာဘယ်မှာတည်လဲယုံကြည်သူတို့ရဲ့သီလကိုမယုံကြည်သူမှာသီလသာသနာဟုတ်ပြီသမာဓိကိုယုံကြည်မှုမရှိသူမှာသီလသမာဓိသာသနာပညာအပေါ်မှာယုံကြည်မှုမရှိသူမှာပညာသာသနာအဲ့တော့သီလသမာဓိပညာအပေါ်မှာယုံကြည်မှုရှိဖို့လိုအပ်မလိုအပ်ဘသူကိုဘသူစစ်ပါလဲဘသူကိုဘသူကြည့်ရမှာလဲအဲ့တော့ဒီနေ့နာကြားနေတဲ့တရားတွေအားထုတ်နေတဲ့တရားတွေကသူများဝေဖန်မို့လားကိုဝေဖန်မို့လားဒါဖြင့်သတိထားအမလေးဒါလေးတော့ပြောတတ်တယ်သာဓုညောင်ဦးရဲ့သတိထားဘသူကိုဘသူကြည့်မှလဲခန္ဓာဘယ်နှပါးအော်မတည့်ဟုတ်မြဲသလားမမြဲဘူးလားဒါကြတော့ခင်ဗျားတို့ကြက်တော်တွေပဲဝိပဿနာဟိုယုံနာခန္ဓာကြကြော်တက်နေတယ်ဟိုအခြေခံဘာလို့မှန်းတော့မသိအခြေခံမပါဘဲနဲ့ရမလားသဘောပါသလားဒါဖြင့်ခင်ဗျားတို့ရှိတာယုတ်တရားနဲ့အဲ့ဒီယုံနာနှစ်ပါးကိုမြဲသလားမမြဲဘူးလားကိုယ်ပိုင်သလားချမ်းသာသလားဆင်းရဲသလားဖြစ်ပြီးတော့ကဲဖြစ်ပြီးပြတ်တာဘာသစ္စာသိတဲ့ဉာဏ်ကမေဃသစ္စာလာရင်လောဘဒေါသမောဟမာနတွေလာအောင်မလားသဲပုံစရာလိုသလားရုပ်ကစိုးပူဇော်စရာပုပ္ပမေတော်စီပခန်းကျော်သေတာကနောက်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ကိုက်အေးကဲဆိုသစ္စာ၄ချက်တပြိုင်တည်းကိုက်မှသာလျင်တန်တရားဝတ်တွင်းကလွတ်ကင်းနိုင်မှာဖြစ်တဲ့အတွက်မမိတ်မလျော်မပေါ်ဆသောတတိမလျှော့သောဇွဲလုံလဝရိယကိုလက်ကင်ထားပြီးတော့ဒီဘဝဒီခန္ဓာမစွန့်ကြခင်မှာကိုးကွယ်ရာအမှန်လက်ကင်ထားနိုင်အောင်ကြိုးစားကြပါစို့လို့တိုက်တွန်းရင်းနဲ့ဒီညဒီမြနဲ့ပဲနားကြစို့